ရှေ့ကနေနှစ်ယောက်ကအော်ဟစ်တော်တာကျမတို့ရွာလေးဘိုးကြီးတို့လာမှပြာကြတော့လေဆိုတော့ကြောက်ဆရာအမားတော့ဖော်ပြပွဲရပြီးပါပြီမင်္ဂလာဦးအောင်မောင်ကြီးကငိုချင်းချပြီးမှတော့ကျွန်တော်ဆက်ဟောစရာလည်းမရှိတော့ပါဘူးနော်ကျွန်တော်မန္တလေးကဥပပါနော်ဒီနေ့ညတော့ဥပတယ်လည်းများနော်တဲ့လာတော့မဲမဲကြီးတဲ့ပြောကြတယ်လေပိဋကကလည်းသိပါတယ်အဲ့လိုချင်းနေတာနော်ကျွန်တော်မလေးကရှင်းစရာရှိတယ်နန်းတော်ရှိရရေးရမင်းသမီးကကျွဲမမတ်တင်အောင်တဲ့အသားမဲတို့ကျွဲမလို့ပြောတယ်ဥက္ကလာအေးကြီးတို့လေပါတီမမြရလို့ပဲဒါနာမည်ကြီးတယ်စက်တင်တဲ့ချင်းလေးအာဘုံတွေလုပ်တဲ့ကလမလေးရမကြီးငုတ်တူအာဘုံတွေလုပ်တဲ့ကလမကောရင်ကြီးကလမမောင်းမိသွေးရမကြီးမိသွေးတဲ့စဉ်းစားကြည့်ပေါ့နော်ကလမရီမဝယ်လို့ရမှာပဲနော်ကျမတပုံကိုပြရံမလို့သမင်းအိုဖင်ကိုကြည့်တော်မူပါအကိုကျမတပုံတောင်းမနေနဲ့အိမ်ကသမင်းအိုဖင်လှန်ကြည့်ကျမပဲပေါ့နော်အနုပညာများဟာအမတန်ကြည်နူးပါလေကြည်နူးခြင်းနဲ့တကွဖြစ်ရတော့ပီတိဆရာတော်ကြီးတို့ပြောခဲ့တယ်ရုပ်ဆိုးတာလေးကိုလည်းလောက်ပြောတယ်နေဝင်းမြကတော့ chocolate ပါနော်မဲပြီမဲ့ချိုးပါတယ်နော်ရှေ့နှစ်ယောက်ဟောဒီနှစ်ယောက်နဲ့ကျွန်တော်ဘယ်တော့မှမသွားပါဘူးခေကိုဖေတက်ကြီးကဇွတ်ကြီးဗျာနေမကောင်းပါဘူးဆိုတာကိုအင်္ဂလိပ်ဆရာရောဗမာဆရာရောပုပြီးအမြန်လာခဲ့ပါဆိုလို့လာတယ်ဘယ်သူနဲ့လဲလို့တွေးရမှာဆိုတော့ကျွန်တော်ညီတော်မောင်လေးပေါ့ဟိုဟောပြီးကျဲတဲ့ကျွန်တော်တို့ညီတော်မောင်ကိုချက်ကြီးပေါ့နော်ကိုသားချိုကြီးပေါ့ကျွန်တော်မတွဲချင်ဘူးကိုဖေသက်ကြီးအကုသိုလ်နဲ့ကျွန်တော်မတွဲဘူးနော်အတင်းခေါ်လို့လာရပါလေဒီကြတော့နေမကောင်းတဲ့လူနောက်ဆုံးမှနေပါတဲ့ညာကြနှလုံးသားအာဟာရပြောသွားနော်လူဆိုရကိုကျိုးဆုံးရမယ်တဲ့လူဆိုရညာရောနှလုံးသားရောလှရဒီကြနေမကောင်းတဲ့လူနောက်ဆုံးထားနော်သိပါလေမန္တလေးသားပဲဒီလောက်တော့သိပါနော်ဥပောဆန္ဒလူရှင်တော်ကြီးမန္တလေးကဥပောဆန္ဒအငိမ့်လူရှင်တော်ဥသိမ်းစီကိုသူ့အိမ်ခေါ်ပြီးအရက်တောက်ဖို့ခေါ်တယ်သိမ်းစီတို့အိမ်ရက်တောက်အောင်နဲ့ဘောဆန္ဒမလုပ်ပါနဲ့မိမမတော်အင်မတန်ကြမ်းတမ်းတာငါသိပါသိရိုင်းတာခါတိုင်းလိုပုံစံမှာတောက်ကြပါစို့လာစမ်းပါမတော်ကငါအိမ်မှာရက်တောက်တာကြိုက်ငါကအိမ်မှာရက်တောက်မယ်ဆိုရင်မင်းကြိတ်ကြော်ပေးရတယ်မြေပဲကြော်ပေးရတယ်ကြိတ်ကြော်ပေးရတယ်ဟုတ်လို့လားငါချားဘူးလားမိမမရိုင်းနေတော့ဟောလာစမ်းပါဇက်ကုံတောင်းကနေပြီးတော့ဥပောဆံကရှေ့ကဥသိမ်းစုကကြောက်နဲ့နောက်ကမိမငါအတန်ပေးမယ်ဘောဆံဟုတ်ရလားကွာငါပြက်လှည့်ပြန်ကောင်းမယ်ဟောနေစမ်းမငါခေါ်ပါမယ်မတော်ရေဘာလဲတည်ချင်းဆိုးတယ်နော်ဇက်ကုံနောက်ကထူးတယ်ငါပြောတာပဲမင်းလူမတွေ့ရသေးတည်ချင်းဆိုးပြောနေပြီနော်ဥပောဆံရှင်းပြတယ်မဟုတ်ဘူးတဲ့ငါမိမကမောင်းလို့တလားခေါ်တယ်တဲ့တည်ချင်းဆိုးလို့တလားခေါ်တယ်မင်းလိုက်လာတာတေချင်းစိုးလာတယ်ကြာနေဒီနေ့ရောက်နေလိုက်လာတယ်တေချင်းစိုးလာတယ်ကြာနော်တချင်းလေးဆိုမယ်လို့တော့ကိုရခံကြီးတဲ့အစာဆုံးဆိုသွားတပိုက်မှမချမ်းလဲအောင်ချင်းရှိပါစုံမယ်လို့တော့မဲနည်းနည်းမြည်သွားသေးတယ်နော်စင်ကာပူကတပြားလေဒီမှာနားထောင်ပြပြီးပါပြီတဲ့ရောက်ချင်းပြောလို့ဘာဟောမှလည်းမသိဘူးရှေ့ကနှစ်ယောက်ကလည်းအဲ့လိုလုပ်သွားတော့မကြမ်းတဲ့လောက်လည်းဖြစ်နေကျွန်တော်တို့အမတ်တစမှုဝန်ကြီးဌာနမှာမှုဌာနကဥချစ်အေးတဲ့တက်60နေမမြေတဲ့တက်60ကျော်တော့ရဟန်းလေးဝက်မယ်စိတ်ကူးတယ်ကွယ်ကောင်းတာပေါ့ဗျာဝန်ထမ်းဘဝနဲ့သူများမျက်ရည်ကြီးပေါက်ကြခင်ဗျားလုတ်ခတာလည်းများလှပေါ့အဲ့တော့တရားလေးတော့မြတ်စာရေးဆရာဆိုရေးပေးအောင်กว่าဆိုတော့တိစသူ့နေမှာဘူသနာဝိဝေဇတ်တော်ကြီးစေဝဲတဲ့ကသူ့ဝန်ရှာမင်းသားအကြောင်းကျွန်တော်ရေးပေးရဘုန်းကြီးဖြစ်တော့တရားလေးပေးရအောင်မှာဆိုတော့ဒီတပုတ်ပိုင်ကျက်ထားဦးချေအေးမိကသမ္မာရမြေကမ်းနာမှာဒုက္ခလနဲ့ပါရိကာမိပါနှစ်ပါးဘယ်စံကြညာစံကြနဲ့ထမ်းလို့သမင်းပေါင်း900ချမ်းရမ်းလို့မိပါကိုလှုပ်ကြွေးဘာညာပေါ့ရေးပေးပြီးတော့ခပြဒီခေတ်ဘုန်းကြီးများကလည်းဒီခေတ်ဘုန်းကြီးများဆိုမန္တလေးဘုန်းကြီးတွေပြောတာပါနော်တချင်းလေးကလည်းပါဦးမှာခမရလူစိတ်ဝင်စားမှာ
အဲ့တော့သူ့နဲ့ရှမ်းတချင်းလေးတဲ့စုဒုက္ခလာနဲ့ပါရိကာတို့သူဆုံးနဲ့လေးမွေးလျော်ခြင်းနဲ့တော်သူမီကျင့်ဝတ်တရားကိုအားထုတ်သည်ကာမဂုဏ်နှစ်ဦးစလုံးညီညီမုံလာပါသည်ဆုံးပါကြသည်မိရုံမမီဝဲပဲနဲ့ချက်ပေါ်လက်တော်ရစ်လို့တရေကြီးသူ့နဲ့ရှမ်းမင်းသားကဖရာအလောင်းဆိုတော့မေထုနာတန်ဝါတကာယတန်သက်ကပြုတ်ပြီးတော့မွေးတဲ့သားမဟုတ်ဘူးချက်ပေါ်လက်တော်ရစ်ပြီးတော့တန်တန်ရှင်းချင်းမွေးတဲ့သားသူ့နဲ့ရှမ်းရွှေအစင်းကိုလှလုံးလို့သူ့နဲ့ရှမ်းမင်းသားလို့မဲ့တဲ့စားသဖြင့်တချင်းလေးနဲ့တွဲတင်ပြီးဥချေရတယ်တပုတ်ထက်ကြက်ထားလူကလည်းရှိတော့ဘုန်းကြီးဥချေပြင့်တာပေါ့ဟာဒီပွဲတော့နှွှဲရတော့မှဆိုပြီးဥချေရတယ်လိတ်ကျက်စွန်းစားပြီးတဲ့သင်္ကန်းကြောင်ကြက်ပြီးကြက်ထားပွဲဥအတွက်ပေါ့17နာရီလောက်ကြာတော့မန္တထေရဗိသိက်ဆရာကဗိသိက်တွင်းတယ်အေးဒုက္ခလာတဲ့ပါဠိကမိဘနှစ်ပါးဒါလေးသူ့မနဲ့ရှာရွှေစင်းလို့ဝင်ပါလို့ဆိုတော့အတန်ချက်ဆက်ကဘုန်းကြီးကျောင်းဗရင်ဘက်ကဝင်လာတော့အလိုငါက2နာရီဟောရမှာအခု17နာရီသူ့မနဲ့ရှာလို့ကြားလိုက်တော့ဗရင်ပေါက်နဲ့နားကပ်ဒုက္ခလာနဲ့ပါဠိကတို့သူဆုံးနဲ့လေးမွေးလျော်ခြင်းနဲ့တော်ဆုံးမီအမချက်တော်လက်တော်ရစ်တာတော့ပါပါဟုတ်လားငါတရားတော့ရှေ့ကပါသွားပါဘောလားဟာဆိုပြီးတော့အဲ့ချိန်ကျမှကောက်ခါငင်္ဂါလုတ်လို့လည်းမရတော့သင်္ကန်းကြားထွေးကြနှစ်နာရီထိုးတော့မန္တထဲကလာတယ်စိတ်ကဘူးမင်းလန်းကနေတက်ပလင်ပေါ်အတက်ကရောဘခလုတ်တိုက်မှောက်ရလဲချူးပူနေတာဘာဟောမှမသိပလင်ပေါ်ရောက်တော့အနာကတောက်တော်ရေခွက်မှတ်လို့ကောက်တော့ရေစက်ခွက်ဖြစ်နော်ကျွန်တော်လည်းလို့ဖြစ်နေတယ်ရှိတာတော့ဟောမယ်ကျွန်တော်12နာရီထိ12နာရီချက်လက်ချက်ချင်းဖြစ်မှာပေါ့နော်3နာရီပြန်မယ်စိတ်ကူးတော့ဒီကပြီးတန်းပြန်မယ်လက်စိတ်ကူးပါတယ်နော်ဇာတိကိုချစ်တယ်တဲ့ကျွန်တော်မျိုးတော်မောင်များပြောကြတိုင်းပြည်ကိုချစ်ဖို့ပြောကြကျွန်တော်တို့ကစာပေစင်းမျိုးကိုနိုင်ငံရေးစင်းမျိုးဖြစ်အသုံးမချကျွန်တော်တို့ပြောနေတဲ့တိုင်းပြည်နဲ့လူမျိုးကိုချစ်လို့ပြောတာမခံနိုင်လဲဒီပေါ့ဒါရှိတာကျွန်တော်တို့မှဒီတောင်ဝင်ရှိတာပြီဘယ်မျိုးရောက်တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကစာရေးဆရာတွေခေါ်တွေ့ဆရာတို့ရဲ့နိုင်ငံရေးတော့မပါပါစေနဲ့ကျွန်တော်တို့ကလည်းပြောလိုက်ပါတယ်အစိုးရကောင်းတဲ့တောင်ရှိပါဘူးဗျာဟုတ်တယ်ဒီလိုပြောလို့လည်းနိုင်ငံရေးမထင်နဲ့ကျွန်တော်တို့အဲ့လိုပြောဖို့စောင်းဖို့ချိတ်ဖို့ပြောဖို့ခေါင်းထဲကိုမရှိကျွန်တော်တို့ကုသချုပ်ပြောတယ်လို့ပဲဖြစ်ကိုမဖြစ်နိုင်ပါဘူးသို့သောကျွန်တော်တို့ဒီတောင်ဝင်တော့ဖြစ်ရှိတယ်ဝတ္ထုရင်းနေတဲ့အတွက်ဝတ္ထုဘဲကပါတော့ဇက်ကောင်များသည်နိုင်ငံရေးနဲ့မကင်းဘူးကျွန်တော်တို့ရဲ့စာသည်နိုင်ငံရေးနဲ့မကင်းနိုင်ဘူးနိုင်ငံရေးမှာအပနိုင်ငံသားတိုင်းနိုင်ငံသူနိုင်ငံသားတိုင်းကသိရန်နားလည်ရန်ခံစားရန်တွေးတောရန်ကြံစရန်ရှိသောနိုင်ငံရေးအသိရှိဖို့ကျွန်တော်တို့ဟောတာဖြစ်တယ်စာပေနဲ့ကပ်ပြီးဟောတာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကတစ်ခါတလေစာပေစင်းကိုကျွန်တော်တို့ဒီလိုပြောတယ်လို့ရှင်းတတ်ကြပါတယ်မဟုတ်ပါဘူးဇာတိကိုချစ်လူမျိုးကိုချစ်တယ်အောက်နန်းတော်ရှိတယ်မန္တလေးကျွန်တော်တို့ရွှေမန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခေရမယ်မောင်တင်မစိုးမန္တလေးကျွန်တော်တို့ရွှေမန္တလေးချမ်းအေးပူအိုက်အောက်သူတွေလိုက်ခေရမယ်မောင်တင်မစိုးရန်ကုန်မှာမပြတ်နေပါနဲ့နှက်ပြေကြီးပဲဆိုကြပါစို့ရန်ကုန်မှာလေးမပြတ်နေပါနဲ့ခမညာနှက်ပြေကြီးပဲဆိုကြပါစို့တို့ပေမဲ့ကိုမြို့ကိုတော့လွမ်းသေးတယ်ယူပဲပြောရန်ကုန်ကနတ်ဘုံနှစ်နိုင်နဲ့တူတယ်ပဲပြောတို့ကတော့ဖုံးထူးနေဘူးချင်းခိုက်တဲ့တို့ရွာမန္တလေးတို့လွမ်းနေဇာတိချစ်တာပေါ့ဇာတိချစ်တော့လူမျိုးချစ်တာပေါ့လူမျိုးချစ်တော့တိုင်းပြည်ချစ်တာပေါ့ကျွန်တော်တို့ဘိုးဘွားများကဒီစိတ်ကိုဒီနှလုံးသားကိုကျွန်တော်တို့သွင်းပြီးဇာတိချစ်ဖို့သွင်းပြီးရဏဘုံနောက်ဆုံးပြရသည်၎င်းမို့ဆိုးစကူထီယိုရိုက်လိမ့်မည်မန္တလေးနဲ့ဖို့လို့ဖွာလို့ဆူပြတဲ့ချင်းနေပေါ့မန္တလေးပဲစီနေမှမသိဘူးကုန်းဆောင်ဆိုတာမုံချောင်းနဲ့အရာကြီးကြားကရွာပဲလေဆူပြတယ်ချင်းလေးတွေရဏဘုံနောက်ဆုံးပြရသည်၎င်းမို့ဆိုးစကူထီယိုရိုက်လိမ့်မည်ဖယားပါတော်မူသည်ဇာတာမျိုးလို့အစိုးမရသည်အလောင်းတော်လဲလာခြင်းဤပြီဒီကနေစီအလောင်းတော်လဲလာခြင်းဤပြီဒီကနေစီ
မင်းသားကြီးခင်မောင်ရင်ပေါ့နော်အခုအစိုးရဇော်မင်းထွတ်တို့ဖိုးရွှေတိုင်းညွန့်ကဒီတချင်းကိုရေးတယ်စက်ကြာတိုက်အင်္ဂလိပ်ကဒီတပြလိုက်သိမ်းတယ်ကျွန်တော်တို့ကဒါမှမမိဘူးလေအဖိုးတို့ကစူပြဖွားရစူပြအဖေကစူပြဟဲနေမင်းအယုတ်ထီယိုးစုကဖုတ်ဖုတ်ကင်းကင်းနေထင်ရနေဆိုင်လို့နေအာမိုးကျူသွားနေခွင်းလိမ့်မည်အင်္ဂလိပ်ကိုပြောတာထီယိုးစုတို့နိုင်ငံလားအုပ်ချုပ်တာတို့အရှင်တို့သခင်မင်းတို့ဖမ်းသွားပြီမဲ့တို့အရှင်တို့သခင်လာအောင်မှာစัจ जा မင်းလေးလာအောင်မှာမြန်မာတွေကိုအားစိတ်သွင်းပြီးတော့ချင်းနေပေါ့ဟဲနေမင်းယုတ်ထီယိုးစုကဖုတ်ဖုတ်ကင်းကင်းနေထင်ရနေဆိုင်လို့နေအာမိုးကျူသွားနေခွင်းလိမ့်မည်သမရအုပ်ရှောင်းတို့ဖုံးကောင်ကနေရောင်ထုံးကစီးနှင်းပါသလိုထီယိုးကိုမိုးကျူပြမတဲ့စာရှိပါသည်အင်းကိုဟင်းသာစင်ပြီးစင်းရင်လေးနဲ့ခွင်းပြီးထုံမုတ်ဆိုးကိုထီယိုးရိုက်ပြီးထီယိုးကိုမိုးကျူပြမတဲ့စာရှိပါသည်မြန်မာတွေကဒီတပောင်ကိုယုံတဲ့အင်းကိုဟင်းသာစင်မယ်အင်းဝါကိုမုံကသိမ့်မယ်အင်းကိုဟင်းသာပြီးဟူတော့မုံကသိမ့်မယ်စင်းရင်လေးနဲ့ခွင်းမယ်အဲ့မုံရံကိုအလောင်းမင်းတရားကြီးစတော့ကုန်းပေါင်မင်းစကမုတ်ဆိုးစကလေးနဲ့ခွင်းလိမ့်မယ်မုံရံကိုနှိမ့်နှင်းလိမ့်မယ်မုတ်ဆိုးကိုထီယိုးရိုက်လိမ့်မယ်အဲ့ဒီကုန်းပေါင်ဆက်နောက်ဆုံးပြင်ဒီဘောပြင်လက်ချက်မှာထီယိုးရိုက်မယ်စနေနံအင်္ဂလိပ်ကပြန်သိမ့်ပိုက်လိုက်ဦးမယ်အဲ့ဒီအင်္ဂလိပ်ဒီဟူသောစနေနံထီယိုးကိုမိုးကျူပြစ်လိုက်ဦးမယ်စัจ जा မင်းလေးလာလိုက်ဦးမယ်လို့ဖွဲ့တဲ့ချင်းမျိုးတွေကျွန်တော်တို့ဘိုးဘွားများကကျွန်တော်တို့နှလုံးသားထဲအဲ့ဒီကလေးကထည့်ပေးတယ်ဘိုးတော်ဦးဝိုင်းနဲ့ပထမဆရာအောင်နဲ့မကြားကြအဆုံးပတာစာရီလို့ခေါ်တယ်မဗရာဘုရားတဇလန်းလေးမကြားကြအဆုံးပေါ့ဘိုးတော်ဦးဝိုင်းကငယ်ချင်းသုံးယောက်ဖြစ်တယောက်ကဟန်းကွက်တယောက်ကတော့ဗရာနဲ့ရေစံရန်တန်ကိုထိုးလို့ပထမအတက်နဲ့ထွက်ရလမ်းပေါက်တဲ့ဆရာအောင်ဖြစ်တယ်ဘိုးတော်ဦးဝိုင်းကသူချင်းနှန်းလူယူမယ်ထင်တော့ဘုံမှုတွေတက်မှုတွေကိုသွားပြီးလက်ပြန်ပြုတ်တုတ်ဆရာအောင်ကိုဖမ်းခဲ့ဆရာအောင်ကထီးကနန်းရထီးယူလူကိုငါမှကြံစီမရှိဗရာသေးတဆွေးဝတန်သေးတပြေးဝတတိုင်းကြီးလုံးလူတို့များအားလုံးကောင်းစားဖို့ငါဗရာနဲ့ရေစံတန်ကိုထိုးပြီးတော့ငါကြင်ကြံအထုတ်တာမင်းရွှေနှန်းစစ်စစ်ငါမမဲ့ခုပြောလိုက်ပါလက်ပြန်ပြုတ်တုတ်ပြီးဖမ်းခဲ့ရမယ်မိတ်တော်ပါပါတယ်ဆရာအောင်ရဲ့ဒါဆိုလည်းဘရင်ပြောလိုက်ငါဖမ်းဖို့မပြောနဲ့ငါရေးတဲ့ဝါလုံးဖြတ်ကြည့်စမ်းပါဦးတန်ရန်ကိုမစိုးထားတဲ့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်ဩတန်ရန်ကိုမစိုးထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်တလုံးဖြစ်တော့နှလုံးပေါ်တယ်နှလုံးဖြစ်တော့လေးလုံးပေါ်တယ်လေးလုံးဖြစ်တော့ရှစ်လုံးပေါ်တယ်ရှစ်လုံးဖြစ်တော့16လုံးပေါ်တယ်စသဖြင့်နစာတူးတာဟာလေးကျွန်တော်တို့ဗမာတကုတ်ပါခမနစာတူးတာဟာလေးကျွန်တော်တို့ဗမာတကုတ်ပါခမလွန်ထူးဆန်းတဲ့စွမ်းဉာဏ်ကြီးဘိုးဘိုးအောင်ပါရမီလို့ဗမာတွေမကြောက်ကြနဲ့မယွန့်ကြနဲ့တို့လူမျိုးကနှစ်ဆတိုးတဲ့လူမျိုးလို့ရဲတင်းမှုစစ်တပ်တွေတွင်းပြီးတော့ချင်းနေဒီတာတွေနဲ့ကျွန်တော်တို့ချီခဲ့တယ်ကျွန်တော်တို့မိဘများကစကားပြောတော့လည်းပဲသရတိလတုတ္တစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာတွေကနောက်ဆုံးနှစ်ပါးကိုအင်မတန်သွန်သင်တယ်မကောင်းမှု၌ရှက်ခြင်းနဲ့မကောင်းမှု၌ကြောက်ခြင်းလူဖွဲ့စည်းတစ်ခုဟာမကောင်းမှုလုပ်ရမှာမရှက်တော့ဘူးဆိုရင်အဲ့ဒီလူဖွဲ့စည်းဟာမကောင်းမှုလုပ်ရမှာမကြောက်တော့ဘူးဆိုရင်အဲ့ဒီလူဖွဲ့စည်းကာလနာတိုက်တော့တာမကောင်းမှုကိုရှက်တတ်ဖို့ကျွန်တော်တို့သားသမီးတွေကိုသင်ရလိမ့်ဦးမယ်ကျွန်တော်တို့ဘိုးဘွားမိဘများကျွန်တော်တို့စီဒီအချုပ်ကြီးထားခဲ့ပြီကျွန်တော်တို့ကောင်းဖို့တင်ကျွန်တော်တို့ပခုံးဖို့တင်ခဲ့ပြီကျွန်တော်တို့ကကျွန်တော်တို့သားသမီးတွေကိုမကောင်းမှု၌ရှက်ခြင်းမကောင်းမှု၌ကြောက်ခြင်းဒီဟူသောအဟိရိကအနောတပတရားများနှလုံးသားထဲသင်ပေးဖို့လိုသေးတယ်မြန်မာများဖြစ်တဲ့အတွက်မင်္ဂလာရှိအောင်ဆုတောင်းကြဗဟိတာတော်တိကာဟုတောမေဃတတော်တိယောဇနံဒါနတတော်သက္ကမဝါစရောသီလတတော်အကနေချောဘာဝနာတတော်နေဘူးတော်မြတ်တာတတော်အနန္တောလူကြီးမိဘများကဒါချက်ခိုင်းဝိဟိတတော်စီများကြီးသောတတော်တတ္တအတန်ဒီတိကာဟုတော်သုံးကာဟုကကြားရတယ်မေဃတတော်မိုးချင်းသာများဟာတိယောဇနံသုံးယူဇနာကကြားရတယ်
ဒါနတာတော်သက္ကမဝါစရောဒါနမြတ်ဤတာတော်တတ္တအတန်ဒီကာမဝါစရနတ်ပြည်6ထက်ကကြားနိုင်တဲ့ငါမြည်ရဲ့သီလတာတော်အကနိထောသီလရဲ့အတမ်းများကြတော့ဗြဟ္မဘုံ20ကကြားနိုင်တဲ့ကွဘာဝနာတာတော်နိဗ္ဗူတော်ဘာဝနာရဲ့တာတော်တတ္တအတမ်းများကြနိဗ္ဗာန်ကကြားနိုင်တယ်အေးအရေးကြီးဆုံးကတော့မေတ္တာတာတော်အနန္တောမေတ္တာရဲ့တာတော်တတ္တအတမ်းကတော့အနန္တစัจ java လာအထိရောက်တယ်တို့ချင်းချင်းမေတ္တာပြုကြရမယ်ခံယူကြရမယ်ကိုကမေတ္တာပို့လှော်ရမယ်ကိုသာသောမေတ္တာကိုလည်းခံယူနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးဖြစ်ရမယ်လို့လူကြီးသူမများကျွန်တော်တို့သိနေဇာတိကိုချစ်တဲ့စိတ်ကိုမွေးမြူပေးတယ်လူမျိုးကိုချစ်တဲ့စိတ်ကိုမွေးမြူပေးတယ်အချင်းလေးတွေနဲ့မက်ဒလင်လေးနဲ့ကျွန်တော်တို့အမြဲတမ်းနားထောင်ရတယ်ဖေတို့မေတို့ဆိုခဲ့ချင်းလေးတွေနန်းနေမှာပဲအိုးလေးပျော်မရွှင်မောင်ဆန်းကိုနိုးသူတိုင်းပဲကံတကနမြင်ကာယုစင်မောင်ဆန်းကိုနိုးသူတိုင်းပဲကံတကနမြင်ကာယုစင်ရတော်မိခင်ရွှေစင်ဤကြာရင်သိမယ်ရိပ်မိမယ်တန်ကောင်းလေတန်ကောင်းလေတန်ကောင်းလေမောင်ဖုံပြောက်တဲ့ဆောင်းအောင်ပွေးမြင်လေလို့သိကြတာမင်းသားတော်ထွက်ခန်းမက်ဒလင်လေးနဲ့ကျွန်တော်တို့နားယူဝအောင်ကြားကြရတယ်ဘာသာသာသနာကိုလည်းပဲအရွယ်နဲ့မလိုက်တုံသင်ပေးတယ်တလိကြီးလာတော့အဲ့ဒွန်အာနဲ့ The Light of Asia ဆိုတဲ့တာကီယာအုတ်ရှောင်းဗဗျာကြီးဖတ်ရတော့အဖို့သတိရကြတော်ရတော်ထွက်ခံကိုရေးချင်းနမကြတော်ရဒီကနေ့ငါဒီမြတ်တော်ထွက်ချင်းနဲ့မဟာနိခမကိုပြုတော့မယ်ကြတော်ရနဲ့သားတော်ရဟုတ်လာတာအိတ်ဆက်အိမ်မောကြတယ်ဒီတော့ရှင်နန်းဥခင်ရိတ်ကငါစွန့်ခွာရတော့မယ်ချင်းနမမိုင်းရိတ်စဉ္ညာကောင်းကင်ကဝင်းနေရတဲ့ကံကြမ္မာကနေ့ညငါဖတ်ရပြီရွှေနန်းအဆောင်ဆောင်အတွက်တိုင်းနိုင်ငံပြည်ထောင်များအတွက်သူတစ်ပါးရဲ့ပရိဒေဝသောကမြေကြီးကြီးပေါက်များအတွက်မဟာသာကိယမျိုးနွယ်အတွက်သွေးစာနေကြသောအလျံတနည်းကြီးဒါနံလေးများမိဘလက်နက်တွေကိုဒီကနေ့ညငါဆွန့်တော့မယ်ကဘာတင်ကကဘာအလုံးပါရမီတော်အစူစူငါဖြစ်ကျင့်တော်မူခဲ့ပြီချင်းနမအဲ့နေတယ်ဇတော်ရပိမာဒေဝီကိုသိကြထမင်းသားကရင်ကျူတဲ့အတန်းကဘာမြေပြင်၌ကိလေသာတွေဟူသောမြူညစ်မစွန့်ချင်းစေပဲသိခံခြင်းခြေတော်များနဲ့ခဏငါပြီးထွက်တော့မယ်သူဖုံးစားတဲ့မပူသောအဝတ်ကိုခဏငါဝတ်တော့မယ်သရာသူတို့ကကမ်းသောအာဟာရကိုပဲငါမှီဝဲတော့မယ်နိကမာရီဟူသောတစ်တပင်ဝါတပင်အောက်တွင်ငါနေတော့မယ်ဒီကနေ့တော့သစ္စာရှာဖို့ငါမြင်စီတော့မယ်ဆန္ဒခြားဥကွက်ကန္တကကိုထုတ်ခဲ့စမ်းငါစီတော်မြင်ရှိတော်ကိုတွင်းခဲ့စမ်းဟဲ့ဆန္ဒအမကတဲ့ကလေးချီလို့သိကြတာမင်းသားကိုမော့ကြည့်မျက်ရည်ထိုင်ပြန်ကြအလိုပဲနေပါလိမ့်ဖေခကြီးမတန်လမ်းမတန်ညာရှိတကများအရှင်ဘယ်ကူများကြွမြန်းတော်မူမှာပါလိမ့်ဖေတူတူပြောစမ်းတာကန္တကရဲ့တနန်းတော်လုံးနိုးကုန်ပါမယ်အချိန်ဟာဆက်ရောက်ခဲ့ပြီငါနှလုံးသားကိုချုပ်နိုင်ရန်ဒီရွှေလောင်အိမ်ကထွက်ပြီးတရားသစ္စာလောကအတွက်ငါရှာတော့မယ်ဆန္ဒရှောက်ကြမြတ်စင်ဖေဘုံတော်ကြည်လာသောဘုရင်သုတ်တော်ဒနာရဲ့မြတ်လာသောသားတော်သိတ္တထဟာမင်းတကာတို့ရဲ့မဟာဧကရိဧကံစင်စစ်ဖြစ်ပါလိမ့်မယ်ဆိုတဲ့ပရောဟိတ်ရဲ့စကားအလကားဖြစ်ရတော့မှလားဖေ။သရောင်းသားရဲ့ခွက်ကိုကန်ရဖို့များအရှင်လက်ဆုပ်တွင်းကရွှေနန်းစည်းစိမ်တဲ့နိုင်ငံကိုပြစ်ပယ်တော်မူတော့မှလားဖေ။ဖော်မဲ့စည်းကြံခန္ဓာရတော်ကြီးမြင်မဲ့တဲ့အလိုအရှင်တပါးတဲ့ထွက်တော်မူမလို့လားဖေ။စန္ဒာလောကကိုငါရောက်လာခြင်းဟာရာဇာပလင်အတွက်မဟုတ်ဘူးငါသွားမဲ့ခရီးဟာအရာအားလုံးတဲ့မြင့်မြတ်တယ်ကန္တကကိုသာထုတ်ခဲ့ခမည်းတော်တို့နဲ့တကွဆွေတော်မျိုးတော်ရဲ့ဘဝပီတိအရှင်ကိုချစ်ခင်သူတို့ရဲ့တောကဗျာပါရရတော်ရဗိမာဒေဝီနဲ့သားတော်ရဟုလာတို့ရဲ့မျက်ရည်အရာအားလုံးကိုအရှင်စွန့်တော်မူလားဗျာစသဖြင့်ဒီစာအုပ်ကိုဖတ်ရတာအဖိုးရဲ့ရတော်ရယူရလို့တတိရတယ်ကြီးလာတော့ဘုသူလေးတစ်ပုဒ်ကြီးဖြစ်တိတ်ကြတာမင်းသားတော်ထွက်ခနဲ့မှတ်ကျွန်တော်ရွာကကုန်းဆောင်နဲ့ရွာလေးကအင်တာနက်ဆင်းရဲပါတယ်ကျွန်တော်ရွာကနေပြီးတော့အနောက်ဘက်ကိုသွားရင်အင်မတန်ဆင်းရဲတဲ့ရက်ွက်တစ်ခွက်ရှိတယ်ရက်ွက်ကငါးခုရှိတယ်တစ်ခုကတော့တတိထန်းနဲ့အင်မတန်ဆင်းရဲလို့တကြီးကရွက်ပေးထားတယ်တစ်ခုကညံကန်နဲ့တစ်ခုကတော့ဆက်တန်းနဲ့ဆန်ဆက်တွေတန်းပြီးရှိလို့ဆက်တန်းနဲ့အခုဇိုက်ဆယ်မှာဂျူးတို့နေတဲ့ရက်ွက်ပေါ့နော်ဆက်တန်းနဲ့အဲ့ဒီရက်ွက်လေးမှာကျွန်တော်တို့အားလုံးရက်ွက်၅ခုမှာ
ဆရာတော်ဘုရားကြီးကတတိခုံမိတ်နေနှစ်တိုင်းဇမင်းသားတွေခေါ်ပြီးတော့ပွဲကတာပတ်စံနဲ့ပုံနေကွယ်တဲ့အဲ့တော့မင်းတို့ဒီလိုလုပ်ပါလားရက်ွက်ထက်ကလေးတွေဘာသာသာသနာစိတ်သွင်းပေးပါလားပေါ့တကြီးရအဲ့ဒါနဲ့အပိုင်းတစ်ပိုင်းကိုနှစ်ယောက်စီခေါ်တယ်ပိုင်းတစ်ပိုင်းကိုနှစ်ယောက်စီခေါ်ပြီးတော့အစည်းအဝေးလုပ်တယ်မောင်ကြီးထုတ်ပြီးတော့ကဲဆရာတော်ကြီးကတော့ဖြစ်မိပြီတို့ဘာသာသာသနာနဲ့ပတ်သက်တဲ့ပြဿနာတွေကကြရမယ်နိုင်ဝတ်စာဘာသာသာသနာနဲ့ပတ်သက်တဲ့ငါတို့အဲ့တော့ဉာဏ်ခံရက်ကွက်ကမပြောစရာရှိတယ်မရှိပါဘူးလုပ်ပါမယ်ပေါ့ဆရာတော်ဘုရားကြီးအမိန့်ဆိုလုပ်ပါမယ်စတန်းလုပ်ပါမယ်တတိရန်မလှုပ်ဘူးရက်ကွက်ကအမြဲတမ်းဆင်းရဲတဲ့ကြွက်ချိုးရတဲ့ရက်ကွက်လှေလိုက်ရတဲ့ရက်ကွက်သစ်ပင်တက်ခြံရတဲ့ရက်ကွက်ပစိုးရှိတော့အင်ဂျင်ရှိတော့ပစိုးမရှိတဲ့ရက်ကွက်ဘာသာသာနာနဲ့ပတ်သက်တဲ့ပြဿနာကြီးလောက်ရတော့မယ်ဆိုတော့မင်းသမီးငှားရတော့မယ်မင်းသားငှားရတော့မယ်ဆိုင်ငှားရတော့မယ်တက်ရတော့မယ်ချိုးရတော့မယ်မိတ်ကဒီပါလေးဝေးရမယ်တက်ရပြူဒီအလုပ်ကိုမလုပ်နိုင်ကြဘူးတနေ့လုံးမှတနေ့စားတဲ့ရက်ကွက်ဆိုငြိမ်းကဲပြောနေတဲ့သတိနာမဲ့နဲ့တော့တကြီးကလှုပ်ဆိုတော့လေလှုပ်ဆိုတော့လည်းမဟုတ်ဘူးဒါအမိတ်ပဲဆရာတော်ကြီးကပြောတာဟုတ်ပါပြီလှုပ်ဆိုတော့လည်းလှုပ်ရုံပေါ့ဟုတ်ပြီလားကျင့်ဈေးပိုင်းကလည်းကမယ်ပေါ့ဈေးပိုင်းတော့ချမ်းသာကြကဲတကြီးကနောက်ပတ်ကြတော့စီးဥခေါ်တယ်ဈေးပိုင်းကဘာကကြမလဲစရင်ပေးဝဏပဋ္ဌလဲသား900ဇပ်ပါတကြီးဟာကောင်းတယ်ရတယ်ညံကမဟာတုမဲပေါက်ခမ်းပါခင်ဗျအိုးလိုက်ဖို့မှာတကြီးရရေးတယ်မဟာတုမဲပေါက်ခမ်းကောင်းလိုက်တာဇတ်တိကကျွန်တော်တို့ကတော့သေရိဝဝန္ဒိဇရွဲကုံတဲ့ဇတ်တိကမယ်စိတ်ကူးတဲ့တကြီးအံကြအဲ့ဒါလိုနဲ့အသီးသီးပေါ့ပိတာဂေါရမီကမယ်အပိုင်းနဲ့ကျွန်တော်တို့တထေးတန်းပြီးတော့တထေးတန်းဆိုတော့လူကြီးတွေကကောင်းကောင်းကြီးတို့ချွေးတုပ်ကျွန်တော်တို့ကတော့ဘာမှလည်းမရွေးရသေးပါဘူးခင်ဗျာဟာခင်ဗျားတို့ကဖို့ပဲ15ရက်လို့တော့တယ်လုံးတော့ခင်ဗျားတို့ထိတ်တုံးကြည့်ပြဿနာမထွက်နိုင်တော့ထိတ်တုံးခောက်ခံရမယ်ဒါမှပြန်ပြီးချက်ချင်းပြန်လို့ပတ်စံလည်းတပြားမှမရှိဘာလို့မှမသိရက်ွက်ထဲမင်းကလေးတွေလည်းဆင်းရဲလို့အပြန်မင်းသမီးငှားဖို့လည်းငှားလို့မငှားနိုင်ဒီကနေ့ကောင်းကြီးရိုက်နည်းနည်းပါးပါဟိုတို့အိုးစီလေးဒုက္ခလေးကတယ်တာတွန်းတရိယတာတွန်းတော့ရှိတယ်ဒီကောင်ကဇက်လေးပါလေးလည်းပိုးပါဒီကောင်နဲ့မေးကြည့်ကောင်းမှချင်းနေတာတွန်းကလည်းဗျာမူယူနေတဲ့ကောင်ဘာလို့နိုင်မှာတော့တာတွန်းနဲ့လည်းဖြစ်ပါဘူးဆိုင်ငှားရအောင်မင်းသမီးငှားအောင်မခမရလည်းအဲ့ခန်းသားတွေငှားရအောင်မဖိနဲ့တောက်အောင်ဝတ်နိုင်စားနိုင်မှာဟိုအပိုင်းနေလည်းကျုပ်တို့ရှင်းနိုင်မှာပေါ့မလိုပါဘူးဗျာတာတွန်းစိတ်ကူးလေးမေးကြည့်ဖြစ်ကောင်းပါရဲ့ပြတ်သွားအောင်ဆိုတာတွန်းကအရက်ဆိုင်မှာအရက်တောက်မူတာတွန်းရပါပြီတို့တော့ပြဿနာတက်နေတယ်ဘာပြဿနာလဲပါအပိုင်းလိုက်ပိသာဂေါရမီဇတ်တို့ကတယ်လူနဲ့တေရိဝဝဏိဇရွက်ကုံတဲ့ဇတ်ကတဲ့အပိုင်းနဲ့မဟာတို့မဲပေါက်ခံကတဲ့အပိုင်းနဲ့တကြီးရကွာတပိုင်းကိုဘာသာသာနာနဲ့ပတ်သက်တာဇတ်တို့ကထုတ်ကလို့ပြောတယ်ပြောပါအောင်တို့အပိုင်းကဘာမှလုံးမလုံးနိုင်ဘူးအဲ့တော့မင်းဘာများစိတ်ကူးရတယ်ကွာတို့တော့တကြီးကအရေးယူမယ်ပြောနေနှုံးရကျွန်တော်စဉ်းစားအောင်မယ်မဲ့တို့ပတ်စံဘယ်လောက်ရှိလဲတပြားမှမရှိဘူးတပြားမှမရှိပဲခင်ဗျားတို့ကစင်ပေါ်တဲ့ဘယ်နဲ့လို့ကမလို့အေးအဲ့ဒါကြောင့်မင်းစီလာတာပဲအေးနောက်ပတ်လာခဲ့ဗျာနောက်ပတ်မလုပ်နဲ့အစည်းအဝေးရတစ်ဘက်ကအေးတစ်ဘက်ကကြမနဲ့ကျုပ်စီလာဗျာကျုပ်လည်းစဉ်းစားအောင်မှာပေါ့အေးကောင်းပြီကွာနောက်နေ့ကျတော့တာတွန်းစီကတော့မှုပြီးတော့ရန်ချိုးနဲ့ရေပလင်ခါထိုးလာဟာတာတွန်းမင်းစီလာတာပဲရပြီပါရဲ့တကြီးစင်းသွားပြလိုက်တော့အေးဗါတဲ့တော့နမိတ်ကြီးလေးဘုဒ္ဓဝင်အမလီကြီးကြကြကွာမင်းတို့ပတ်စံမရှိဘူးနော်မင်းကြီးကြမလုပ်နဲ့ဟောဗျာဘာကြီးစရင်သွားပြလိုက်စမ်းပါအေးပါမပေးခင်မင်းမေးအောင်မင်းငါတို့ကဘယ်လိုလုပ်ရမှာတော့ဟောဗျာနမိတ်ကြီးလေးဘုဒ္ဓဝင်လေဟုတ်ပြီသိတ္တထာမင်းသားဝတ်ဖို့မင်းသားချပစိုးဟောင်းလေးတစ်ထက်နဲ့တည်းတော့အင်ဂျီလေးနဲ့ဖော်လုံးလေးနဲ့တန်းရကလေးတက်လက်တော့ခင်ဗျားတို့ရှားမှာပေါ့အေးဟုတ်ပြီဟာကျန်တာသူနာသူသေးလေရဟန်းလေဘယ်မှာပတ်စံကုန်ကြရှိလဲအေးဟုတ်သားဟာဟောဗျာဗျာတောင်မိုးလေးနဲ့ထောက်ပြီးတော့ထွက်သွားကြမှာသိတဲ့ခမင်းသားခါထောက်ကြည့်နေုံပဲဥယျာဉ်တော်တဲ့အေးဟုတ်သားပဲသူနာဟောသူဒီပတ်လက်လာနေုံပဲဗျာယဟန်ကျောင်းကသင်္ကန်းတစ်ထည်ငှားလိုက်ဗျာကရုံတုံပတ်ပေးထားပြီနော်အေးမင်းကဘယ်လိုလုပ်မှာဟာကျုပ်ကတော့သိတဲ့ခါလုပ်ပြီးတော့ဥယျာဉ်တော်ထိတ်ကလက်ပိုက်ပြီးကြည့်နေသူတို့တယောက်ဖြတ်လျှောက်သွားကားလိုက်ချပြီးတာပဲအေးဟုတ်သားပဲတပြားမှမကုန်တဲ့ဇက်ပဲနေဦးမင်းသမီးရဟာဘယ်မှာမင်းသမီးပါလို့တော့အမြတ်နမိတ်ကြီးလေးရင်ဘုဒ္ဓဝင်မှာဆိုဘယ်မှာမင်းသမီးပါလို့အေးဟုတ်သားဗျာမင်းသမီးလည်းမငါ့ဘူးဟန်ကြတယ်တကြီးထောင်းနဲ့သွားတကြီးရပြီဗျာအေးဗါလဲတော့ဟေ့
နမိတ်ကြီးလေးရင်ဗုဒ္ဓဝင်စရင်တာတင်လိုက်တော့ဟာဟုတ်ရလားဟဲ့ကောင်သိကြရဲ့လားသိကြပါလေကမင်းလေးကြည့်ပါဗျာခန်းခန်းနာနာတင်ဆက်ပါမယ်ပြောတယ်ပြန်လာပြီဒါတော့လိုက်ရှာတော့သိက္ခာထမင်းသားလုံးနဲ့ဒါတော့မူးနေဟဲ့ကောင်ပြဆက်ကနီးပြီနော်ခမရဗျာဘာကြီးကလည်းဒါတိုက်เสียမှမလိုတဲ့ဟာကိုအေးဟုတ်တော့ဟုတ်သားပဲကျုပ်ကမတ်တရပြီတန်လေးကလေးပိုက်ရက်နေုံပဲဗျာသိက္ခာထမင်းသားသူ့ကိုဗျာဖြတ်လျှောက်မယ်ဗျာသူနာကုန်းနဲ့သွားမယ်ဗျာသူသေးပက်လက်ကြီးနာနေပဲရဟန်းကဘေးမတ်တရနေုံကားလည်းချရင်ဘာဇက်တိုက်เสียလို့တော့အေးဟုတ်တယ်အေးတပိတာပဲကွာနှုတ်ဟိုကောင်ဒီမင်းပြောပြီးလားပြောပြီးပြီလက်မောင်တို့ပေတိုးတို့စံလှတို့ကြော်ခင်တို့အကုန်ပြောပြီးသားပေတိုးကဒီကောင်ကငကောကမှလူအိုရုပ်ပေါက်နေကောင်ဒီကောင်ကျုပ်ကလူပြောပြီးပြီမင်းအရက်တစ်လုံးတော့တိုက်ရမယ်ပြောတယ်တိုက်မယ်ပြောထားတယ်သူနာပေတိုးရဟန်းလုံးမှာရဟန်းလုံးမှာကဟိုကရုံးပြောင်ငကိုပြောင်ပြီးသားကောင်သင်္ကန်းပတ်ပြန်မှာစံလှဒီပြီးတာပါပဲကွာကမယ်နေတော့မင်းကောင်ကြီးစုထားအောင်တော့ဩရက်လေးလုံးကုန်ပါဗျာကျွန်တော်ဒီကောင်ကျွန်တော်တိုက်အဲ့ဒါနဲ့ကလည်းဆိုပါတော့တို့ပြောကြပါစို့ဉာဏ်ကဝဏပဋ္ဌဒေသငါရဇက်ဈေးပိုင်းကမဟာတုမေပေါက်ခံကောင်းလိုက်တာဖိတ်နဲ့တီးဝိုင်းနဲ့ဘာနဲ့တခန်းပြီးတခန်းဆရာတော်ဖျက်ရဲ့လေကျောင်းပရင်းမောက်ကနေလှမ်းကြည့်ပြုံးကြီးဘာသာတာစိတ်ဝင်ရပြီဟဲ့တကြီးကလည်းပြုံးကြီးနဲ့နောက်ဆုံးကြတော့မှခန္ဓာမှုကကျင်ရတယ်ခုချိန်ရစပြီးတတိတန်းရက်ကွက်ကနမိတ်ကြီးလေးရင်ဗုဒ္ဓဝင်ဇတ်ထုတ်တယ်တင်ဆက်ပါမယ်ဆိုတော့ကားလေးချဟုတ်တယ်မင်းတို့ကပစိုးအဟောင်းလေးအင်ကြီးအဟောင်းလေးနဲ့ဒါတော့မှမူးလို့တိတ်တထမင်းသားကမတ်တက်ကြီးရက်9မိနစ်လောက်နေတော့သူနာလည်းမလားသူတရားလည်းမရှိသူဝါလည်းမရှိရဟန်းကလည်းမပေါ်လာတော့ကြီးကြောင်ကြည့်နဲ့ကလကာချတကြီးကချက်ချင်းလူကြီး2ယောက်ရောအဲ့ဒီကောင်6ယောက်ရော9ယောက်ရောထိတ်တုံးခတ်စီပွဲပြီးတော့ထိတ်တုံးကြီးလေးနဲ့တကြီးကထိတ်တုံးလက်ခတ်တော့သူတို့ချင်းထိတ်တုံးနဲ့စကားပြောကြထိတ်တုံးကြီးလေးနဲ့ဒါတော့ဘယ်လိုလုပ်တာလဲကွာကျုပ်ကလည်းခေါ်တာပဲဗာကြီးကဒီကောင်လေးကတိတ်တထလုပ်ချင်လို့တယ်ဟာဆက်မင်းရဟန်းလုံးမဲ့ကြော်လာဩသူ့အမေကပြောတယ်တိတ်တထလောက်ရရင်လောက်ရမလောက်ရလို့မင်းဇက်ကုံပေါ်တဲ့ငါနဲ့အတွေ့ပဲပြောလို့မလာဘူးပြောတာပဲဗာကြီးကဟောဗျာသူသေးအဲ့သူသေးလောက်တဲ့ကောင်ကသူ့ကောင်မလေးကပြောတယ်ဇက်ကုံပေါ်ရှင်သူသေးလောက်ရင်အပြတ်ပဲဆိုမလာတာဒီကောင်လေးကပြောသေးတာကျွန်တော်လာကြေးတန်းထိုးသေးတာဗါတယ်ဟာ၄ယောက်စလုံးကတိတ်တထလှုပ်ချင်တာလေဗျာဟာကျုပ်ကလည်းကျုပ်ဇလန်ကျုပ်တိတ်တထလှုပ်ချင်လို့မှကျုပ်ဟာကျုပ်တီထွင်ထားတဲ့ဟာဒီကောင်လေးတိတ်တထဖြစ်ခါနိုင်ဘူးဗျာကျုပ်ကလည်းမင်းသမီးမပါရစတိတ်တထဖြစ်ချင်တဲ့လူတွေကြီးပဲစုပြီးအကုန်လုံးကတိတ်တထကြီးပဲတပြားသားမှမလျှော့ဇက်ကလည်းမင်းသမီးမပါတဲ့ဇက်ဖြစ်ရမယ်ဆိုတော့ဒါလေးကိုတာတွန်းဆိုတဲ့ဝတ္ထုလေးကျွန်တော်ရေးပြတယ်ကျွန်တော်တို့နှလုံးသားထဲမှာငယ်လေးကဆွဲတဲ့အတန်လေးတွေကျွန်တော်တို့ဝတ္ထုပြန်ရေးပြတယ်ကျွန်တော်တို့ကသူဘာတိတဝါစာကောင်းစွာပြောတယ်သစ္စာဝါစာဖြောင်းမှဆိုတာပြောတယ်ပြီးရဝါစာချစ်ဖွယ်ကောင်းအောင်ပြောတယ်ဓမ္မဝါစာမှန်ကန်ဖြောင်းမှဆိုတာတရားနဲ့ရှင်ပြီးပြောတယ်လူမျိုးပါသီလနဲ့စင်ကြယ်အောင်နေတယ်အတ္တသမာပဏိတိအနဝဇ္ဇာနိကာမဏိအပြည့်ကင်းသောအမှုကိုပြုကျင့်မှုကျင့်ကြံတဲ့လူဖွဲ့စီဖြစ်တယ်ကျွန်တော်တို့ဆရာမကြီးရှိတယ်ဆရာမကြီးတော်ရေးတင်အင်မတန်ကျွန်တော်တို့ပုံမှာစာကိုသာမကစိတ်ကိုပါသင်ပေးဆရာမကြီးမြေပုံဆွဲတင်တယ်ဘယ်ပုံမှာမြေပုံဆွဲလူက3တန်းလောက်ရှိသေးတယ်ဆရာမကြီးကဒါတို့နိုင်ငံတော်ပေါ့တဲ့မတို့တိုင်းပြည်ပေါ့ဟောတာရခိုင်ကမ်းမြောင်ဒေသကွဟောလို့လေကိုယ်ပြီးတက်သွားတာမုတ္တမပင်လေကွအောက်ဆင်းလာတော့တနင်္လာရီကမ်းမြောင်ဒေသပေါ့ဒါကတော့ရှမ်းတောင်တိုင်းကြီးတွေရှိတဲ့ရှမ်းရုံးမပေါ့စသဖြင့်ဟောတာမွန်ပြည်နယ်ကွဟောတာကရင်ပြည်နယ်ကွမြန်မာပြည်မြေပုံကို3တန်းကလေးတွေကျွန်တော်တို့ဆွဲခိုင်းတခါမှလည်းသိမပေးဘူးဆရာမကြီးကတခွန်းတော့ပြောတယ်မြန်မာပြည်မြေပုံကိုဆွဲတဲ့သားလို့မြန်မာပြည်မြေပုံလှအောင်ဆွဲတဲ့ကလေးတိုင်းပြည်ချစ်တဲ့ကလေးပဲမလှမပဆွဲလာတဲ့ကလေးကတော့တိုင်းပြည်မချစ်တဲ့ကလေးပဲဆရာမကြီးကမင်းတို့ဆွဲလာရင်လှရင်တိုင်းပြည်ချစ်လို့ရေးပေးမယ်မလှရင်တိုင်းပြည်မချစ်လို့ရေးပေးမယ်ဆွဲရပြီပေါ့သုံးတန်းကလေးတွေတိုင်းပြည်ချစ်တဲ့စင်းနဲ့ပါကျင်တာမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြေလေးတို့ဘာလို့မရှိသေးပါဘူးအဲ့တုန်းကကိုတိုင်းပြည်ကိုချစ်ဖို့မလိုပါဘူးနှလုံးသားတွေကိုဆရာသမားမိဘများကထက်ပြီးတိုင်းပြည်ချစ်တဲ့စင်းနဲ့ပါကျင်လိုက်တာဝလာသား40ပါဆွဲလိုက်ရတာခဲပြင်းနဲ့ဖြစ်လိုက်မလှလိုက်ဆွဲလိုက်ပပြုံးနဲ့တူးလိုက်ဆွတ်ကြစုံနဲ့တူးလိုက်နဲ့
ဖြစ်သရွေးနဲ့ဖြစ်ဖြည်းဖြည်းနဲ့ဖြစ်မရတော့တရွေ့ဆွဲဆုပ်ရွယ်40ပလာစာရွက်38ရွက်ပို့ပြီးနောက်2ရွက်လောက်မှာမြေပုံလှလှလေးဖြစ်ဆရာမစသွားပြဆရာမတို့တင်တာတိုင်းပြည်ချေအမလေးအဲ့စာကိုရင်ပတ်ကပ်ပြီးအမေစီတာကြီးမသွားအမေသားတော့ပြင်တိုင်းပြည်ချစ်တဲ့စင်းနေပါပြီအဲ့ဒီလေစာကူတာမကစိတ်ကိုပါတင်ပေးသောဆရာသမားများနဲ့စာတင်ခဲ့ရတာကိုလည်းပဲကျွန်တော်တို့ငယ်ငယ်ကကြုံခဲ့ရတယ်တရားလုံးလေးတွေဝေးတယ်ဆရာမကြီးကိုဝမ်းရတာနဲ့လာချမ်းချူချင်းလေးတွေဝေးတယ်တရားနှလုံးစီလက်ကလေးထောင်းတော့ဆရာမကြီးကဝေးလာမြန်မာကြီးနဲ့ကျွန်တော်တို့ကဒီဘက်ထိုးလိုက်ဒီဘက်ကထိုးလိုက်ရှေ့ကထိုးလိုက်နောက်ကထိုးလိုက်ဆရာမကြီးဘေးကထိုးလိုက်နဲ့ကျွန်တော်တို့ကရှစ်လုံးစီလောက်ရနေကြပြီဆရာမကြီးကကိုနေရာကိုထိုင်းဟုတ်ပြီတရားလုံးမရတဲ့ကလေးရှိလားဟဲ့မရှိပါဘူးခင်ဗျာအေးတမီးတော့ရပါတယ်ဆရာမအေးကဲတရားလုံးရပြီဆရာမကြီးကနေပုံပြောမယ်လောဘကြီးတဲ့ယုံကလေးငမိုးအကြောင်းပြောမယ်ဟာမြတ်စွာဘုရားတို့နဲ့တူတယ်ချွေးချွေးပေါက်ပြီးကြက်ဆရာမကြီးတခုမှပြောတယ်ကိုယ့်အကကိုစမ်းတော့ကျွန်တော်ရှစ်လုံးလောက်ရနေပြီသူများနှလုံးဆိုကိုနှလုံးပေါ့တဲ့သူများတစ်ချမ်းဆိုကိုတစ်ချမ်းပေါ့ဆရာမကြီးကနှလုံးစီပေးတာအဲ့ထဲမှာ၄လုံးဖြစ်တဲ့ကောင်လို့6လုံးဖြစ်တဲ့ကောင်လို့8လုံးဖြစ်တဲ့ကောင်လို့ရှိလိမ့်မယ်တဲ့ဟုတ်ကြမှာငါသိတယ်ရှိတာပေါ့ကျွန်တော်တို့50ရောက်ရှိသူများတဲ့ပိုယူထားရင်အဲ့ကောင်တခိုးပဲဒီဝင်းမြန်တဲ့50ကျော်ပါပြီတခိုးခဏဖြစ်ပါလေမနေ့တနေ့ပဲရက်ကွက်ကဓမ္မမှာအိုထခန့်လိုက်ပါသေးနော်အဲ့လိုစာကုသမကစိတ်ကိုပါတင်းတယ်ကြောင်းဆိုလို့ရှိနေပဲဆရာကြီးကအင်္ဂလန်စီကံကြည့်ပါလေဒါကျွန်တော်စင်ကာပူမှာလည်းထည့်ဟောထားပါတယ်ဒီမှာတချို့လူငယ်တွေပါလာလို့ထားဟောပြကျွန်တော်ကုန်းဆောင်ကျောင်းကအင်္ဂလန်စီကံကြည့်တယ်မြို့သားကောင်းဆောင်ယူကျောင်းဆန်းတဲ့ရန်ကျောင်းမြို့သားကျောင်းမှာတူနေခဲ့တဲ့ဆရာကြီးကတငယ်ချင်းဖြစ်နေအင်မတန်ကိုစီကံမှာရှိနေတိုင်းအစံလေးစီရတယ်နေတိုင်းစီရမနေ့9နာရီဆိုရင်3တန်းလေး3တန်းကြီးတန်း2တန်း3တန်းအတန်းကြီးတဲ့နောက်ဆုံးက9တန်းကြီးအိမ်မှာရှိတယ်ဆရာကြီးကလန်ဒန်ရှိကို9နာရီဆိုဘယ်သူမှရောက်သူရောက်ဆရာကြီးနောက်မှာဆရာမကြီးတန်းစီရတယ်ဆရာကြီးရှိမှာ physical training ဆရာပေါ့ PT ဆရာဦးအေးမောင်ရဲ့ရှေ့မှာခွန်တရောဆရာကြီးဦးလေးရှင်ကျောင်းကကျွန်တော်ကျောင်းမှာခွန်တရောငှားတာကဘာမကြီးဆိုဖို့ခွန်တရောရတယ်ဟွန်းနေပေါ့ဦးလေးရှင်လည်းပိန်းဘိုးတော်ကြီးတင်ထားပြီးတော့ငင်းနေအဲ့ဒီအချိန်မှာ assembly ကွင်းထဲမှာရှိတော့ကျောင်းသူကျောင်းသားအားလုံးငင်းဆရာကြီးက assembly မှာကဘာမကြီးနိုင်ငံတော်သချင်းမညီမချင်းတန်းနေမဝင်နှွေးခေါင်း9နာရီစလို့12နာရီထိုးသွားပါစေမညီမဝင်ရအင်တန်စိတ်ကန်းကြီးဆရာကြီးကျောင်းဆောင်မျိုးတစ်ချက်ပြအချိန်နဲ့တောင်းပြီးဒီဆရာတယောက်တည်းဆိုတရားမြတ်တာလွတ်လာခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခတ်သိငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်တတ်စေအဋိဋ္ဌံပြုပေထိန်သိမ်းစို့လေဆိုပါကျွန်တော်တို့ကျောင်းသားတွေကကဘာမကြည့်ပေါ့ဒါပေမဲ့အဲ့ချိန်မှာကျွန်တော်တို့မညီအောင်လုပ်ထားထိန်သိမ်းစို့လေကဘာဆိုဆရာကြီးချိန်လှမ်းပြတောင်းကဘာမကြည့်မညီရင်စားမသိအောင်ဆိုတော့မညီအောင်လုပ်ထားကြတယ်နော်တောက်မယ်မိခဲတရေတွေပေါ့နော်ဆရာကြီးမသိရှာဘူးအခုလည်းမရှိရှာတော့ပါဘူးတည်တဲ့ထီလည်းသိသွားဖို့မရပါဘူးနောက်တော့ကပြန်လို့တော့တောင်းပြီးဒီဆရာကတရားမြတ်တာလွတ်လာခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခတ်သိငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေမြဲတည်တတ်စေဒိဋ္ဌံပြုပေထိန်သိမ်းစို့လေကဘာဆိုတောင်းနိုင်ငံတော်တင်စဆိုဟွန်တေရောဆရာလည်းပြန်ဘိုးတံပြန်ချင်းကျောင်းသားတွေကချင်းပြောရတယ်တရားမြတ်တာချင်းရှိမရှိတော့မသိဘူးပြီးဒီဆရာတော့လက်ကောင်းထွက်တော့မယ်ဒီတစ်ခါညီလိုက်ကြဆိုအမေမဟုတ်တဲ့နေရာကြညီတယ်ဟုတ်ပြီထိန်သိမ်းစို့လေကဘာမကြည့်ဆရာပြုံးကြီးပေါ့နော်နိုင်ငံတော်ချင်းအဲ့လိုဆိုခဲ့ရဒီနေ့ကိုစဉ်းစားကြည့်9ခေါက်လောက်ခုနှစ်တန်းတစ်နှစ်ဒီခုနှစ်တန်းကြည့်နေခဲ့ရတဲ့နှစ်တည်းနဲ့မြတ်ကြည့်လိုက်ရင်နိုင်ငံတော်သချင်းကိုကြားရတယ်အတန်တွေကနားတွေကနေနှလုံးသားတွေရောက်တရားမြတ်တာချင်း justice လွတ်လပ်ခြင်း independence မိခိုကင်းခြင်းပေါ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မတွေ့တို့ပြည်တို့မြေ
များလူခတ်သိမ်းငြိမ်းချမ်းစေဖို့ peace ခွင့်တူညီမျှ equality ဘယ်လောက်ကောင်းလဲနိုင်ငံတော်တစ်ချင်းထဲမှာဒီတဲ့ကောင်းတဲ့စာသားတွေနောက်ထပ်မတိုးနိုင်ပါဘူးမနှုတ်နိုင်ပါဘူးကျွန်တော်တို့ယင်ထဲမှာငယ်စဉ်ကတည်းကဘာမှမသိတော့ညာလည်းပဲတရားမျှတခြင်းရဲ့အရာသာငြိမ်းချမ်းခြင်းရဲ့အရာသာခွင့်တူညီမျှခြင်းရဲ့အရာသာကျွန်တော်တို့တစ်ဖြည်းဖြည်းသိနာတယ်ပုံရအောင်သင်ပေးတယ်အခုကျွန်တော်သမီးလေးရဲ့6နှစ်တန်းရောက်ပါပြီမန္တလေးမှာသမီးကိုနေတိုင်းမေးတယ်သမီး assembly စီရလားမစီရဘူးတဲ့ဘာလို့လဲသမီးစမိုးရွာလို့အေးဟုတ်ပြီမိုးရွာတော့ဟုတ်ပြီတောက်ကြနေမေးကြည့်သမီးရဲ့ assembly စီရလားမစီရဘူးပပရဲ့အကြောင်းကြီးစီဝေးသွားလို့တဲ့တနင်္လာနဲ့တောက်ကြ2ရက်ပဲကိုမိုးရွာတာနဲ့နှင်းကြတာနဲ့တရွက်ကျွေးတာနဲ့အကြောင်းကြီးစီဝေးသွားတာနဲ့ကလေးတွေမစွာဘူးကျွန်တော်တော့ဟွန်းတရောတန်တိတ်တရီရဘုလို့ရှိရင်ဟွန်းတရောတန်ကြံသမီးကမစွာဘူးပြောလို့စိတ်မကောင်းဖြစ်ရတယ်ဆရာကြီးကဘယ်လောက်ထိပြောလဲဆိုရင်တို့ဒီတချင်းကရှေ့ရတို့ဗမာအစည်းအဝေးလာတာ1930တဝိုက်လောက်ကတခင်လူငယ်တွေဖွဲ့ရတယ်တခင်ဘာတောင်းလို့ဥဆောင်ပြီးတို့ဗမာတချင်းဆိုရှိတယ်အဲ့ဒီအတန်တွေကိုမျိုးသားတချင်းနဲ့ထည့်ထားတာတရားမြတ်တာလွတ်လာချင်းနဲ့မသွေတို့ပြေတို့မြေရှိတော့မှဩမျိုးသားကြီးနှုတ်ကြကြပါတို့ဗမာဒီရလာတာပေါ့ဆရာဆရာမများကဒီလိုသင်ပေးများလူခတ်သိမ်းခြင်းညံစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေတို့မြေအဲ့ဒါရှိကတို့မှတချင်းရပဲအရှိကနေဝန်းထွဲသည့်ဗမာပတို့ခေကိုတော့ရောက်ရမည်မှာမလွဲပါတို့ဗမာဆိုတဲ့အပိုက်ကလာတာပေါ့ပြည်တော်စုအမွေအမြဲတည်ရန်စေအဋိဋ္ဌံပြုပေထိန်သိမ်းစုလေးရှိတော့ကတခင်လူငယ်တွေကမြန်မာပြည်တဝှမ်းကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲဒါတို့ဗမာဆိုတဲ့ချင်းလာတာပေါ့ကျုံကအင်္ဂလိပ်ကြီးတို့နိုင်ငံလားသူကြော်တဲ့တခင်ကတို့လူငယ်တွေတို့အရှင်တို့တခင်တို့သာတခင်ဖြစ်တယ်ကိုတခင်လို့ခေါ်ကြဆရာကြီးကတခင်ကျုံဖွဲ့ကြပြီးရှင်းပြတယ်ငယ်စဉ်ကတည်းကကျွန်တော်တို့ဒါတွေကြားခဲ့ရပါတယ်သာဂီနွယ်ဝင်ဗမာတိုင်းသခင်သာဂီနွယ်ဝင်ဗမာတိုင်းသခင်တို့ဝတရားပါနော်ခေါ်တာခေါ်မလို့လက်ခင်တို့ဝတရားရှိတယ်တို့သခင်လို့ခေါ်အောင်မှာပေါ့ဒီလိုအတန်နေနဲ့ကျွန်တော်တို့ကြီးခဲ့ရတယ်ပြောချင်တာကကျွန်တော်တို့အခုကျွန်တော်ဟောပြောပဲခေါင်းစဉ်ကကျွန်တော်တို့ငယ်ငယ်ကဟုတ်ပြီကျွန်တော်တို့ငယ်ငယ်ကဒီလိုကျွန်တော်တို့ကြီးရတယ်ဆိုတော့ညာလည်းပဲကျောင်းကလည်းပဲချင်းဂီတကြားတယ်အိမ်မှာလည်းချင်းဂီတကြားတယ်ရက်ွက်ထက်ရောက်တော့လေတချင်းဂီတတွေကြားတယ်ဇက်ပွဲတွေကတချင်းဂီတကြားတယ်နတ်ပွဲကတချင်းဂီတတွေကြားတယ်ကျွန်တော်တို့နှလုံးသားထဲမှာနူးညံ့နေတိုင်းနူးညံ့နေတာနန်းထဲမှာနေနိုင်ရည်ကြီးသုံးပါတဲ့ချက်ဖောင်းလေးချက်ကတစ်ဖက်ဖလားကတစ်ဖက်နဲ့နတ်ပွဲကငေးကြည့်နေကြတာနန်းထဲမှာနေနိုင်ရည်ကြီးသုံးပါတဲ့ချက်ဖောင်းလေးမနဲ့ကိုကြီးနှွေးညကြီးအေးနဲ့ကိုကြီးကြောငယ်ကမွေတဲ့ချက်ဖောင်းလေးဘာမှမသိဘူးကိုကြီးကျော်လည်းကြောက်ရတချင်းကလေးလိုလည်းနားထောင်ပါနတ်ပွဲမှာကြည့်မောခဲ့ရတယ်ကျွန်တော်တို့ငယ်ငယ်ကဂီတအရာတွေခံခဲ့ရတယ်တောင်းမသဗျာငွေများရဲ့နဲ့လောင်းသဗျာငွေမရှာပါဘူးကြကြတိုက်မဲ့ပြင်းမြင်ဆိုင်ကြောရှင်နတ်ကတော့တပိမ့်ပိမ့်ကြတာကိုပြောလိုက်တာကြည့်စရာလည်းဒါပဲရှိတယ် entertainment ဒါပဲရှိတယ်ဒီမီဒီယာပဲရှိတယ်ဇက်ပွဲလည်းသွားကြည့်ကြတယ်သံဃာကိုနေမပါလို့အလိုရှင်အလိုတော်သံဃာကိုနေမပါလို့အရကလေးကိုတဲ့အာမနာအိမ်ကြီးချင်းကိုတဲ့အာမနာမတော့ရရင်တီလာဆောင်နေကိုကြောင်းနေလားမတော့ရရင်တီလာဆောင်နေကိုကြီးကျော်မတော့ရတဲ့အခါတီလာဆောင်တာ2ယောက်ပြီဘူးလားတယောက်ကကိုကြီးကျော်တယောက်ကဆရာတော်ကြီးကျဲနော်မတော့ရတဲ့နေ့တီလာဆောင်တာကျွန်တော်တို့အဲ့လိုကြီးခဲ့တယ်ပေါ့ပြောချင်တာကတော့ရုပ်သေးပွဲတွေလည်းသွားကြည့်ကြဇက်ပွဲလေးတွေလည်းသွားကြည့်ကြဆရာဆရာမများကလည်းတရှင်းကြည့်ကြတယ်သင်နေနေလုံးရဲ့နီးတိမ်မကြီးငွေသွေးနဲ့နရည်သည်ဆိုဆရာစောကြီးကပြတင်ဆရာမအတန်းနဲ့တင်တာနေလုံးရဲ့နီးတိမ်မကြီးငွေသွေးနဲ့နရည်သည်ဆိုဒီအကြတွင်ဖြင့်အလှလတာပြင်းကကျူရိုးရှင်လေကလေးနဲ့မျောငေးလို
Sama Mina, more cheating, oh, a damn in it. Junagao, Tanamini Nanga, no good. One of you, Pinion is a to la po down to day. Sarah Subiaro, Nia, oh, down in a Subiaro. The Yago Gabiado Damaka, Adam Martin Billy. The Ludanio, and Ru Kalidi, Yaja Villa. Singing and Gigi told down the young Macambang and Vincent Yene and Beckel, singing a Mumakabu. Nuila Damba Ying and Yakama, Nenda Shui, Pumpuru is Sinjari. Seramatine, singing and Utu Yamaga, Saria Titambe, was an Alenkara, a Jupiter. Told Alenkara. Adam in it, not Chanam, the next Yasamania Nede. Singing and Gigi told down the young Macambang young Vincent. Me young Beckel, singing a Mumakabu. Nuila Damba Ying Yakama, Ninta Shui, when Puri Sinya Ali, the Nessia Semania Nege. The Vianavitana, you hear the Sanji midnight on where Sissy Kelly, Tilu Mosi, Tinguida. Topong Yam Nazari, Banai, near Chami with non chip twin, the Yi Chipun Chia, no shame. The Roma, who went the Yashide, say Obuja Yogavi, who went the Yashida. Who went Sashida, who went Ekara Shida. General Balamani Unonado. Damo Gogo, Damo Ocho, but it is in the Jigo, Jelu, General Nonidamu. Menedian Nibon, Nidian Aze, Muti Nandi, Chima Puero, Imani Machimbare, Babu General Nono Chimbare. The British in the Jambo and County Zoa, Nonamo. Baba Shinaba, Lono Moho. The Jadin. Paying a digital chanda with Dambiam. Kung kau siapa mesti yang muda seni jenama becah yang mana? Tahu lona le. Atai sih le lumio cedok jenama lona. Taman sih le lumio mulu jenama taman lona. Atai tu lona le. Jenama mana? Atai sih le taman sih le, bisa sih le, tapi sih le, kuban sapi sih le, saya ubah jawab ni. Jenama dengan terus memang jawab balik. Jenama lah. Kuatan, kuhan, kukabia, kusa, wasana lengkara, total lengkara. Tada Lengkara, Acha Lengkara, this on the Lumu General Ship. Imran is on Gary. General Manali knew very well. Down Leia, Mandalaya. The right side of the Mandalay Hill, Yoramo. Mandalay down at Leia Beba, Yoramo. The Budiba Leia down Juma, Shido, Mandalay Muro. So we did a young man, that's what you point on. She told my point out your man, went down to Mother Point on Mude. That's what your man laid down to take up Yarito, be it. Down to my P2, no, chicken, that's what you have gone on, you don't know me. But you know, brother Pia, the Yamadana, Tongali, Mingo, and Yaboling me. But in the pub here, Minomi jet on here. Minomi, they get up on the family town with you. Me, Aima, Sanda Muki, Sanda, Lamigate, Muki, Yana, she dog, Yana, one way at Beluma. That's what we are, what Manson, Chappy, Lude. You did the guy with Manson, yes, of Yaslu, yes, of Yaslu, Hanomure, Mania Lucianoria, Yore. Sanda Muki, Beluma, what Manson, Chappy, Mandali, Poxy, Bola, no? The Yogi Yawa. Yes, of Yari, Yone, Milbamari, Tonga, Yaro, no? I got a little you the Yaga Babi, you read the chat with the Yaw. Havara Mandan Lea, the Budi Balea, down Juma, Shido, Mandali Shimuro, Mandali, Yama, Madasi, down the sea. Young Grandon, down Peku, Sine, Kaima, that's what you bought to a Dekina, Dakala Shide, Odorata, Hamishi, that's what happened on Mudo, Peku, Sine, Kaima, he had to be Google. Bodi Lambo, Munan, Tita. Mimia now go on in the way. The Bamibo, Jonai. Odin Gura, Nesopia, Lamolo, Dilunan and Logi, Shimuro, Dinavapia. Nesopia, Alando Molo, Dinavapia. Nabo Nayaga, Nabi Nemacha. The go she's of Jima, the Rini, Mapian, and Shidamapia. Madame Shema. Bodi Lambo, Munan, Dina Mimia, now come on in the way. The Bamibo, Jonai.
ဘုံတော်ဘုံ6ဘုံနဲ့ရွာလွန်ပြန်မွေးလို့ဘေးတော်မြေမှာထီရသာနှစ်တန်ခိုခါရွှေဖုံးတော်နီလာဝေဖြာမန်းလေရနရွာရည်တို့အေးနရွာရည်တို့အေးမန္တလေးမြို့ကိုဖွဲ့တဲ့ချင်းနေဆိုခဲ့တယ်ဒုံမလေးဒုံမကြံကြံမွေးတယ်နန္ဒာကံကြီးကိုဖွဲ့တာပေါ့မန္တလေးတောင်တော်ကြီးကိုဖွဲ့တာပေါ့အနောက်ဘက်မှာအေယာဝိမြစ်ပါဗျာအရှိဘက်မှာနတ်ထိတ်ကျောင်းပါဗျာရှမ်းရုံမှာပါဗျာမြောက်ဘက်မှာမရိယာမြစ်ပါဗျာတောင်ဘက်မှာတော့ဒုဋ္ဌဝိမြစ်ပါဗျာရေရှင်စီးဆင်းတဲ့ရှိသောမန္တလခေါ်တော့ပြန်ပြီးတော့အရမှာစီမျက်နှာကဲ့သို့မြင်ညာပြီးအရှင်ဖုံးတော်ကြောင့်လာဒီလိုနိုင်ငံတော်ကြီးတည်ထောင်နိုင်ပါလေဖေရပေါ့စင်မြူရတနာစင်မြူခူရောက်လာပြန်နှုံးတေသာနန္ဒာရီဝံယံခပလီကရွှေမန်းတောင်တော်သာနန္ဒာရီဝံယံခပလီကရွှေမန်းတောင်တော်သာအိုးသံပါဒမြို့နံဝရိဏမြန်ကြခွန်ကားလေးညွတ်မှာဖုံးလေးမြဝေးစာအိုလေးဆံကမြန်နီတိုင်းလေးဌာနီမန်းလေးရွှေပြီးအိုလေးဆံကမြန်နီတိုင်းလေးဌာနီမန်းလေးရွှေပြီးပုံမဝေးဘူးရောက်သူပါပြီမျက်နှာကြီးသားပြီးနေတော့ထွန်ပုံမဝေးဘူးရောက်သူပါပြီပေါ့မာဂိတတွေပုံ40လောက်ရှိတယ်စင်ပြူရတနာစက်မြီခုရောက်တာဘယင်ဆိုတော့စင်ပြူကလည်းကြိုက်သေးတယ်စင်ပြူကမရောက်လာဘူးရှိတာစင်မဲတွေဒါပေမဲ့ရောက်လာပါလိမ့်မယ်ဘုရားပြောတာတခြင်းနဲ့ဘိုးတော်ဘုရားလက်ထက်ကဥပ္ပောဟုငါစင်ကဖြူရဲလားတဲ့ဘာကြီးတော့မင်းကမေးတော့ဥပ္ပောဟုကပြုံးစင်ကအမဲဟဲ့ပေါ့ဘာပြုံးတာတော့ဟုတ်ပါဗျာအရှင်ဘုရားမေးတာမကြားလိုက်တော့ပါဗျာအော်ငါစင်ကဖြူရဲလားဘယင်ကစင်ပြူလို့ပြောစေချင်တာဖြစ်နေအမဲနောက်နှစ်60လောက်ဆိုဖြူမှာပါဗျာဆွတ်ဆွတ်ဖြူမှာပါဗျာဘယင်ကပြုံးဟာပြုံးပြီးပြန်သွားအမတ်တရားမေးတယ်ပေါ့ဦးရမင်းကြည့်တယ်လို့ပေါ့ကွာဘယ်လိုစင်မဲကြီးနောက်နှစ်60ဖြူရမယ်လို့ဟောနောက်နှစ်60ဆိုစင်လက်တည်ဘယင်လက်တည်ပြီဗျာစသဖြင့်တချင်းနေနဲ့ကြီးခဲ့တယ်အများကြီးလည်းပြောချင်ပါတယ်နော်သို့တော့ကျွန်တော်တို့ဒီခေတ်ပဲလူခေတ်ကိုရောက်လာပြီလေကျွန်တော်သမီးလေးနဲ့ပဲရှင်ပြောမယ်ကျွန်တော်တို့ဟာမေတ္တာရှိအောင်သင်ပေးရတယ်နှလုံးသားလှအောင်သင်ပေးရတယ်ဉာဏ်ပညာကြီးအောင်သင်ပေးရဆရာဆရာမများမန္တလေးမှာတော်တော်ဆိုးတယ်မန္တလေးမှာပြောတာပါနော်ဒီမှာတော့မတန်တော်ရပါလေကြားပါတယ်ဆရာမတယောက်ကမန္တလေးမှာအတန်းထဲမှာကလေး30ရှိတယ်ကျွန်တော်သမီးအပါဝင်မင်းတို့တဲ့မနေ့ဘုရားကိုဆွမ်းတော်တင်မယ်တင်ရမယ်ကောင်းတာပေါ့ဘာသာသာနာစိတ်သင်ပေးနေ့စဉ်ကိမုံတစ်လုံးကြစီတရားစီယူခဲ့ရမယ်တန်း30ဆိုတစ်လပြည့်တက်ခါကြတာပေါ့ကျွန်တော်သမီးလည်းဝယ်ရတယ်ဒါပေမဲ့ဆရာမဆက်မှာလေကိမုံကဓမ္မဘုတ်ကိတ်တော့ဖြစ်ပါစေတဲ့မလေးမှာဓမ္မဘုတ်ကိတ်ကနာမည်ကြီးမြတ်စွာဘုရားလည်းပွင့်တော်မူပြီးပြိဋိဘံပြုတော်မူပြီးနှစ်ပေါင်း1500လောက်ကြာမှဓမ္မဘုတ်ကိတ်ဖုံးပေးတော်မူရဓမ္မဘုတ်ကိတ်တင်ပြီးတော့ညနေ3 နာရီကျောင်းစင်တော်ဆရာမသူချင်းနဲ့ချက်နေ့စဉ်ဆိုတော့အလုံး30တလပတ်လေရတယ်ပေါ့နော်အဲ့လိုလည်းရှိသေးတယ်နောက်ဆရာမတယောက်ကတော့ဆက်ဆိုင်သွားပြီးတော့ဆက်ဆိုင်ကတောင်းနေရပိတ်စမှန်တယ်မြတ်ကြိုက်တာတွေရွေးပြီးတရိကံပုံလေးတွေညှက်တာအတန်းနဲ့ကြဝေးတယ်အာစရိယပူဇော်ဖို့ကြမင်းရဒီအစလေးဝယ်ခဲ့မင်းရဒီစဝယ်ခဲ့မင်းရဒီစဝယ်ခဲ့ခလေးတွေဖဲဝေးတယ်လို့ဝေးဖြစ်ချင်တိုင်းဖြစ်ဆရာသမားမိဘများခိုင်းမရိုက်ပါနေဝင်ဆရာသမားမိဘများရဲ့ဂုဏ်ကျေးဇူးကြောင့်ဟိုက်ပေါ်ပြောခဲ့ပါပြီစာကူသာမကစိတ်ကိုပါသင်ပြီးတော့ဆရာသမားမိဘများရဲ့ဂုဏ်ကျေးဇူးဘယ်တော့မှခိုင်းမရိုက်ပါဘူးသို့တော်ကျွန်တော်တို့လူဖွဲ့စည်းကအနန္တောနန္ဒ5ပါးယရဏ3ပါးနဲ့တော့မိဘနဲ့ဆရာကိုလည်းပဲကျွန်တော်တို့လူဖွဲ့စည်းကနေရာပေးပြီးသားပါတချို့သောဆရာဆရာမများကနေရာပေးထားတဲ့ကလပ်ပေါ်မနေနိုင်ကြဘူးရေကပြင်းဆင်းကျင်ကြတယ်လူဖွဲ့စည်းကတာဝန်ကြီးတယ်ဆရာဆရာမများကိုကလပ်ပေါ်တင်ထားတာအနန္တောနန္ဒ5ပါးနဲ့သခိုင်းနဲ့ထားပြီးကိုးကွယ်ကြတယ်သို့တော်လည်းပဲတချို့သောစာမဖတ်ကြတော့ဆရာဆရာမများလည်းရှိသေးတယ်လက်စာလေးနဲ့ပြောပြရစီအောင်မန္တလေးဆရာမတွေပါနော်ဝါဆိုလာပြောင်းပြီးကြောင်းဖွေဖွေမိုးအေးတဲ့နော်ချိုးလည်းကြားပြီးသားတကယ်ဖြစ်ပြမှုလို့ထပ်ပြောပြရစီအောင်ရွာကအန်တိုင်မှာကျွန်တော်ဇနီးရဲ့အကြောင်းဆရာမဇာတစ်ဖက်ကကြီးရဘေးမှာရွာလေးကအင်တန်ဆင်းဟိုဘက်ကဆရာမတော့ဖြူဖြူပေါ့ထားပါတော့နာမည်တူရှိတယ်ခွန်းတော့ပါအေးခုလို့တဲ့ဝ
ဘာကောင်လာရောက်လို့မိုးလေးဖွဲနဲ့အေးပြီဆိုရင်ဟောလူမြစ်ထဲမိချောင်းတွေဖွဲနဲ့တက်လာတယ်ဆိုတော့ဟာမြတ်စွာဘုရားကလေးတွေကြောက်နေတယ်ပြန်တက်မဟုတ်ပေါ့ကွယ်မိချောင်းပါမှပြန်တက်ရနော်စသဖြင့်စာမဖတ်တဲ့အခါဘယ်လိုဖြစ်နေလဲဆိုတော့တချို့ဆရာဆရာမများကကလေးတွေကိုအမှားတင်တယ်တော့ကလေးတွေကအမှားကိုနားတယ်ဒါကြောင့်မိမိကျောင်းစာမှအမှဖြစ်သောစာများကိုလည်းဖတ်ပြီးတော့ဒုတိယမိခင်ဖခင်များဖြစ်သောဆရာဆရာမများကကျွန်တော်တို့ကလေးတွေကိုနှလုံးသားယဉ်ကျေးအောင်နှလုံးသားလိမ္မာအောင်ဉာဏ်ကြည့်အောင်သင်ပေးရမယ်ဘုရားတွေလည်းရှိလာတဲ့အကြောင်းပြောချင်ပါတယ်နော်ကျွန်တော်ငယ်ငယ်တုန်းကဒီလိုပဲဟုတ်ပါမယ် ready made ဝယ်ရတယ်အခုခေတ်ကကလေးတွေတိတ်တော်တာဟိုတတော့ကျွန်တော်မျိုးသမီးအင်ကြီးသွားမယ်ဆိုလိုက်သွားတယ်အင်ကြီးတွေဆွတ်ချဒါတော့တော်ပါလိမ့်မယ်ချင်မရဲ့ဒါတော်ပါလိမ့်မယ်ချင်မရဲ့3 တယ်လောက်ယူသွားယူခန်းလေးထဲဝင်သွားပြန်ထွက်လာတော့ဒီနှစ်ထဲမတော်ဘူးဒါလေးကတော်တယ် ready made ကျွန်တော်ငယ်တော့ tailor made ဝယ်ရဆက်ဆိုင်အားရွာ6ရွာမှာဆက်ဆိုင်ကဒီဇိုင်းမရှိတယ်ဦးလေးတန်းတယ်အဲ့ဒီဆက်ဆိုင်ကလည်းပဲဒုတိယကမ္ဘာစစ်ကြီးကအဲ့ဒီအချုပ်ဆက်သူများနှုတ်ပြသွားတာကောက်ရတာသူကကောက်ရပြီးတော့ဆက်ရည်လို့ဘာရည်လို့နေရင်ပြူရင်းကနေတက်တာနေတဲ့ခဲနိုင်မဟုတ်ဘူးကြီးနဲ့ရွက်ထိုးထားတာကျင်တော်ကြီးခါထိုးထားပြီးမျက်မှန်ကြီးနဲ့သူမိမဒေါ်လှရွှေတဲ့စာမတက်ရှာဘူးတန်းနဲ့တန်းလောက်တက်အဲ့ဒီဦးတန်းရဲ့အစီမှာကျွန်တော်တို့အင်ကြီးအိုက်ရဗရောင်းကြက်ရတယ်ကျွန်တော်တို့ကဘယ်သူမဆိုတကြီးရစပဲဗရောင်းကြက်ပြီးဒီလိုလုပ်ပြီးထားကျွန်တော်တို့အမေကဥပမာကျွန်တော်အင်ကြီးလေးတစ်ထည်ယူသွားပြီးတော့ကိုတန်းရဲ့ဒါကျုပ်သားအင်ကြီးပါဒီတိုင်းပါပဲမရဘူးခလေးခေါ်ခဲ့အချုပ်ဆက်ရဲ့ဓာတ်နဲ့ချုပ်တဲ့ကျုပ်ရဲ့ဓာတ်နဲ့ခလေးရဲ့ဓာတ်နဲ့ကိုက်မှအင်ကြီးလှတယ်တဲ့ဟုတ်လားတော့မသိဘူးအဲ့ဒီစကားနဲ့တကြီးရတယ်လားတကြီးလည်းအင်ကြီးချုပ်ရတာပဲသူမိမပေကျိုးကိုလည်းဦးတန်းကပေကျိုးတိုင်းရသူမိမမှတ်တကြီးလက်ရှိ26ပေကျိုးနဲ့သူမိမတကြီးလက်ရှိ2600ရတယ်ရေးချင်တယ်လို့ရေးတာပဲခါ40ဆိုခါ4000ဖြစ်ချင်းဖြစ်နေဒေါ်လာရွှေရလည်းရေးရကဏ္ဍနဲ့တိုးချင်တိုင်းတိုးအချင်းတန်တော့အင်ကြီးတော့ဖြစ်လာတယ်ဒီမြဲနဲ့ဘယ်လိုညှိလဲတော့မသိဘူးကျွန်တော်တို့အင်ကြီးတွေလည်းအဲ့လိုဦးလေးတန်းဆက်ဆံရတယ်ကြားဝတ်ရတယ်ကျွန်တော်တို့ကအင်ကြီးအဲ့လို6လလောက်ကြာတော့မသိန်းသားလေးအင်ကြီးရပြီဆိုလူချုပ်မှတော့အမေနဲ့ကျွန်တော်သွားတော့ဝတ်ကြည်စံကောင်းလေးဝတ်တော့ထိုးမရဘူး6လလောက်ကြာတော့ကျွန်တော်တို့ကထွားပြီအင်ကြီးကဝတ်မရတော့ဦးတန်းရဲ့ဆုံးဖြတ်နေရမှန်တယ်ညီလေးပြလိုက်ပါလားကွာတဲ့နော်ကိုညီကိုညာကောင်းပါလားဟာနော်အဲ့တော့ကျွန်တော်တိုင်းထွာချုပ်တဲ့အင်ကြီးညီပေးရပြီအကိုချုပ်တဲ့အင်ကြီးကျွန်တော်ဝတ်ရအဖေအင်ကြီးအကိုကြီးကအတော်ပဲအဲ့လိုငယ်စဉ်ကြီးလိုက်ဝတ်သွားလိုက်တာလေတခြားလုံးပါပဲဦးလေးတန်းဆက်ဆိုင်နဲ့ကျွန်တော်တို့အဲ့လိုကြီးခဲ့ရတယ်ဆက်ဆိုင် ready made မရှိတော့ tailor made ပေါ့နော်စပင်ညက်တော့လေဒီလိုပဲရွာမှာစပင်ညက်ဆိုင်တစ်ဆိုင်လည်းရှိတယ်ဦးလေးကိုတိုင်းကျော်လူဝဝါယူတနေ့အခုနကျွန်တော်တို့ကျောင်းမှာထွန်းတရောကြည့်တဲ့ဦးလေးရှင်ကကျောင်းပြီးရင်ဒီလက်ဖိတ်ဆိုင်လာဟိုစပင်ညက်ဆိုင်လာခုံကြီးပေါ်မှာဦးလေးရှင်ကိုလက်ဖိတ်လေးတစ်ခွက်အမြဲဝဲပြီးတဲ့ဦးတိုင်းကျော်ကကျွန်တော်တို့ကဘိုးတိုင်းလို့ခေါ်တာတရောထိုးတယ်ဦးလေးရှင်တရောထိုးရင်ဦးတိုင်းကျော်ကအင်မတန်သချင်းဝါနာပါတယ်ဆိုရင်လည်းခင်မောင်ရင်သချင်းပဲအဲ့ဒါကျွန်တော်တို့အကိုတွေပါတိကစတယ်ဘိုးတိုင်းကခင်ဗျခင်မောင်ရင်နဲ့မတူဘဲနဲ့ဟာဘယ်နဲ့မတူအောင်မလို့မောင်ကခင်မောင်ရင်သိချွဲတာစัจ जा တိုက်မှာဘယ်လိုချွဲတာတို့လေသမားသချင်းကြဘယ်လိုချွဲတာစိတ်ကန်းသာကြဘယ်လိုချွဲတာတောသားကြီးကြဘယ်လိုဆိုတာဘေးကမခံကြအောင်မြောက်ပြတာမသိဘူးတွန်းဆိုတော့တာကျွန်တော်တို့ကပတ်စံတမအမေပေးလိုက်တဲ့အခါဦးတိုင်းကျော်ဆိုင်လာဦးတိုင်းကျော်ဆိုင်ကစုံလက်ကလေးထိုင်မရှိဘူးတင်းလို့တို့မြုပ်ထားတော့လူကလှည့်ပြလူလက်ကလေးထိုင်ပေါ့ကောင်းလေးဟိုဘက်လက်ဆိုဘက်လက်တင်းလို့တို့ကြီးပေါ်ထိုင်ရဒါပေမဲ့ကလေးတွေလိုက်ရင်ဦးလေးတိုင်းကဘိုးတိုင်းကဇမင်တချမ်းထိုးထားပြီးထိုင်ထားတာပြန်လို့လည်းမရဘူးမှတ်ပုံတင်ထားလိုက်တာပေါ့ဗျာနော်ဟိုရတဲ့တံပြားကလေးလာတဲ့ချမ်းထိုးထားကောင်းလေးနေရောဟဲ့ဟိုညံကန်ကလာတော့ထိုးထားစက်တန်းကလာတော့ထိုးထားပြီးတော့ကလေး20လောက်ကဟိုမှာကစားနေတဲ့ကစားတချမ်းပြောင်ကြီးတွေနဲ့ဆိုပြန်မဖြစ်ဘူးဟိုပတ်စံတမကူလည်းပြောက်မှာစိုးရတယ်ဦးလေးရှင်ကတချင်းနေစိုးနေပြီမညသေးဘူးဇမင်းလည်းမညသေးဘယ်ကလေးမှလည်းမကန်သေးဘူးရင်းတနွဲ့စင်းတလဲလဲကန်ရဝဲမောင်မဲကောင်းချင်းဖောင်းခဲ့ကြထူးလို့မျိုးကြတယ်ခင်မောင်ရင်လည်းမတူတူအောင်ဆိုတာအဲ့မှာအမေကလာပြီးဆိုပါတော့အမလေးကိုတိုင်းကျော်မနေ့9နာရီလှုပ်လိုက်တာအခုစွန်းခံပြန်ပြန်ရောက်နေပြီကျုပ်သားရောအဲ့ကျမကလေး20လောက်ထဲရွေးရဟိုကောင်လေးလားဟိုကလားလေးလားလာခဲ့သင်္ကုတ်တော်ပေါ်ထိုင်တော့မှခေါင်းကဘာပုံညံ့မလဲမမေးဘူးပေါင်မုံတွေဖုံနဲ့ပေါင်မုံလောက်ရှိတယ်ဟိုကပိတ်ဆံပေါင်တယ်မဟုတ်ဘူးဖြူလေပင်ကိုအဲ့ကြမှာပေါ်ဝါကိုကြည့်တော့ပေါ်ဝါကလည်းစစ်မြေကြီးကတောက်လာတဲ့ပေါ်ဝါလို့သူနှင်းနဲ့
လေပင်ချီကြက်တော့ဘိုးတိုင်းမလုံးနဲ့ဒါနေလေပင်အဲ့နေပြီကျန်တဲ့တချမ်းထိုးဟိုတချမ်းထိုးဒီတချမ်းထိုးနဲ့ဘာပုံညံ့မလဲမသိဘူးအကုန်ခရုကတ်နော်သင်ဖွဲ့ပုံစံပေါ့ခရုကတ်အကုန်ခရုကတ်ပဲအဲ့ဒါမိဘတည်းကများဟောဗျာဟောတော့ဘိုးကြီးလေးညံ့မလို့ဘိုးကြီးမညံ့နဲ့နှွေးခေါင်းပူဝဘူးနဲ့ခလေးခေါင်းထွက်တယ်ဟဲ့သူကဒီတမျိုးညံ့တတ်တယ်ပြီးလည်းပြီး20ပြည့်ရတော့မယ်ဆိုတဲ့ခါကျလူကြီးကလေးတည်ပြားယူချွန်ပြောင်းနဲ့နွားတတ်တော့မယ်တိုင်းပေါ့ချစ်ရတယ်ချစ်ဆိုသူတွေဖြာကြကုန်းဆောင်သားတိုင်းဒီမှာအရစ်နှစ်ချက်ရှိတယ်ကုန်းဆောင်နဲ့ပွင့်ပြူဘလုံးကံပြီဆိုတဲ့ခါမျိုးရံဖြစ်ကြလို့ရိုက်ကြဆိုကုန်းဆောင်သားအထုမရှာရအောင်အရစ်လိုက်ရှာအရစ်ပါတဲ့ကောင်လှိမ့်ရိုက်တာပဲဟုတ်ပါဘူးတိုင်းကျော်ရွာဒုက္ခပေးတာအဲ့လောက်ကြည့်နော်ကျွန်တော်တို့ကအဲ့ဒါလို့ကျွန်တော်ငယ်ငယ်ကြည့်ရတယ်ရေချိုးတော့တရောကင်းမွန်းသည်နဲ့အခုလိုရှမ်ပူးတွေ brand ပေါင်းစုံပစိတ်ပေါင်းစုံပဲရှိပါမလဲဇီဆိုင်ဒီမှာအထုလောက်ထိတ်ထားတာမျိုးပဲရှိပါတရောနဲ့ကင်းမွန်းသည်ပြုတ်ထားပြီးတော့ဟိုးရေချိုးရင်းသွားတော့အမေကကိုညို့ပုံလေးရဲ့လောက်ကလေးအတောင်က20လောက်နဲ့တယ်အဲ့ဒါလေးချက်ရေတပုံးကိုအမေကနှင်းရတယ်အပေါ်ရောက်မှခေါင်းလောင်ဒီခေါင်းကိုရေနှုတ်ထားရတာပေါ့အဲ့တပုံးကမစိုးဘူးနောက်တပုံးချက်ခေါင်းလောင်နောက်တပုံးချက်တဲထားအခုနတရောနဲ့ကင်းမွန်းသည်ကိုကောင်းလေးမျက်စိပိတ်ထားတော့ဆိုပြီးပြင်းနဲ့ပိတ်ထားဆိုတဲ့ဂျားတွေကမျိုးလုံးနဲ့ဝင်ဆက်ပြီးပေါ့ဆက်လို့လေရေမရှိဘူးနောက်ကတောင်30လောက်အမေငင်ရဗျမ်းဆိုတော့မှပို့ဆိုးနောက်တော့10မိနစ်လောက်ကြာမှတပုံးတက်လာနော်ဆက်ပြတိုက်တော့စင်ချီလုံးနဲ့တကယ်လည်းစင်ချီလုံးလို့ပဲမဲလို့အမေသမီးလျှော်တော့လည်းစင်ချီလုံးကျွန်တော်တို့ခေါင်းလျှော်တော့လည်းစင်ချီလုံးအဖေကိုတိုက်ဖို့ယူသွားတော့လည်းဒီစင်ချီလုံးတဲ့တုံးနဲ့တုံးနေတာပေါ့နော်ရုပ်ရှင်ကြည့်တော့လည်းပိတ်ကားထောင်ပေါ့ကျွန်တော်ရွာမှာရုပ်ရှင်ကြည့်ဖို့အရေးကိုစက်ကတလုံးတည်းဆိုတော့ခဏဖလင်ထည့်ရတယ်ဖလင်ထည့်ပြီးတိုင်းရေခင်းရိုက်တယ်ဗျာအဲ့တော့ဖလင်ထည့်ပြီးရေခင်းရိုက်တယ်နောက်အကော်ဒီယံအုံးကျော်ရဲ့ရှာဝန်တော်ကျူးလို့ပင်ဆိုခဏနေပြန်ဖွင့်ရင်ရုပ်ရှင်တကားမိုးလင်းကြည့်ရရုပ်ရှင်လည်းအဲ့လိုကြည့်ရတယ်ကားရလည်းခင်ဟောင်းကကားကြီးရှေ့တုန်းကနှီးတယ်စလိုမိုဘင်းဆက်စားကြည့်အမှန်တန်နှီးတယ်လို့ဖွဲ့စည်းဖြစ်တော့ရုပ်ရှင်ကလည်းနှီးတယ်ဂီတကလည်းနှီးတယ်ဇူကျွန်းလုံးသိမ့်ကျုံပေါင်းယူပေါ့နေစီချေကြီးနဲ့ရှေ့တုန်းကကျွန်တော်တို့နားထောင်ပါတယ်ရုပ်ရှင်ဆိုတဲ့မင်းသမီးကဒီစပတ်ကြီးနဲ့မင်းစီလေးဘယ်နှမပေါ်ထားဒီလိုတင်ပြီးတော့ကိုမလာတာကြာပါတော့လားပေါ့မနေ့ကမှပြန်သွားတာနော်နေကြီးပေါ့နေလူဖွဲ့စီပဲဘာဖြစ်လို့လဲထမင်းဦးထဲမှာထမင်းတေကြတယ်အဖေတယောက်တည်းထွက်လို့ယုံနဲ့တပြုံကြီးစားယုံပဲလက်ရည်တွေမြင်စီနှီးတောင်းတန်းနေနဲ့ဝိုင်းဖွဲ့ကစားကြသည်မောင်မတ်ကြီးအောင်ခန့်ငယ်ငယ်ပေါ့ကျွန်တော်တို့အဖေလှုပ်ရှားတလှုပ်ရှားနဲ့စားနိုင်တယ်ထမင်းဦးထဲမှာထမင်းတေကြတယ်အခုတော့အိမ်ကအကုန်ထွက်ရပြီအရွယ်ရောက်တယ်ဆိုသမီးလေးကလည်းထွက်သားလေးကလည်းထွက်ကျွန်တော်တို့လူဖွဲ့စီကထမင်းဝိုင်းမှာဆုံးမတယ်လူမျိုးသမီးလေးမနေ့တုန်းကဘယ်သူကတော့တွေ့ခဲ့တယ်ဘယ်မှာဆိုသမီးမနေ့ကမိုးချုပ်လာပြီလားမနေ့ကလည်းမိုးချုပ်ကြီးသွားတာညီသမီးသပင်ဖားရိုင်းနဲ့တော့စံသပင်တော်မထုံးမှုဟဲ့အပမိပါအောင်မဟဲ့စသဖြင့်ကျုံတဲ့လူကကျွန်တော်တို့လူဖွဲ့စီဆုံးမတယ်ဘယ်သူသားသမီးလည်းမိုးချုပ်နေပြီပြန်တော့လေလို့ဘယ်သူမဆိုပြောပိုင်ခွင့်ရှိတဲ့ right ရှိတယ်ထမင်းဝိုင်းမှာအဖေကဆုံးမတယ်အမေကဆုံးမတယ်လူ that's the ဘဝဟန်ပန်ရှိခဲ့တယ်ဘယ်နည်းမရှိတော့သမီးလေးလည်းထွက်ပဲကိုချိန်တော့သားလေးလည်းထွက်ကိုချိန်တော့မူရစေဝါလားသူကိစ္စဖြစ်သွားပြီလူကုန်မှုတဲ့ကိစ္စလားသူကိစ္စဖြစ်သွားပြီအချိန်တိုင်းအင်ပြန်မရောက်ဘူးတဲ့သူကိစ္စဖြစ်သွားပြီမနေ့ကဂျန်နယ်ထဲမှာ messenger ဆိုတဲ့ဂျန်နယ်ထဲမှာရှစ်တန်း9တန်းကလေးတွေဟာဟိုတယ်ဒီမှာသွားနေကြလို့တားမြစ်ပြိပင်ပေးပါလို့ဆောင်းပါရှင်ကရေးတယ်ကြောက်စရာကောင်းမှားကြတော့မှပေါ့တဲ့အမျိုးသမီးတယောက်ကဖတ်ပြီးတော့ဟောမှားဖို့သွားတာပဲမှားမှာပေါ့အဲ့ဒါလိုဖြစ်ကုန်ကြပြီနော်ကျွန်တော်တို့စီမှာရှိရလို့ပွဲကိုလည်းမခံစားဘူးရုပ်ရှင်ကိုလည်းမခံစားဘူးသချင်းကိုလည်းမခံစားဘူးအစ်စ်တော့ဝင်လာတော့ရည်ချင်းမှုအစ်တွေကကလေးတွေကိုနေ့စဉ်နဲ့မျှတိုက်ခိုက်နေတယ်ပုတ်တိုက်နေတယ်ဒါကိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲတစ်ခါသုံးလူကိုဖွဲ့စည်းဖြစ်သွားရင်ဘယ်လိုလုပ်မလဲကော်ဖီမုန့်ကလည်းရေနွေးတဲ့ထက်ဖြော်ပြီးအသင့်တောက်ရုံပဲအင်ဂျီကလည်းဆွဲချပြီးအသင့်ဝေ့ရုံပဲခောက်ဆွဲကလည်း3မိနစ်ပဲစောင့်ခောက်ဆွဲစားလို့ရပြီဘာမဆိုအသင့်ဖြစ်သွားတဲ့လူဖွဲ့စည်းဖြစ်လာကြပြီကျွန်တော်တို့ကလေးတွေစိတ်ထားကလည်းစိတ်ဓာတ်ကလည်းကျွန်တော်တို့ဆွေးသောကပြောသလိုနှလုံးသားလိမ္မာသောနှလုံးသားနူးညံ့သောဉာဏ်ပညာကြီးသောအမျိုးဘာသာသာသနာကိုစောင့်ရှောက်သောစိတ်တွေနည်းတဲ့နည်းလာပြီးတစ်ခါသုံးစိတ်ဓာတ်တွေများလာရင်တစ်ခါသုံးလူအဖွဲ့အစည်းဖြစ်သွားမှာစိုးရတယ်ယဉ်ကျေးမှု
ကြောက်စရာတိတ်ကောင်းတယ်လှီမျောတော့လှီနဲ့လက်ကြတယ်ရင်ကျေးမှုမျောတော့ရင်ကျေးမှုနဲ့လက်ဖို့ခက်ပါတယ်နော်ဒီနေ့ကကျွန်တော်ဟောပြောမဲ့ခေါင်းစဉ်ကတော့ကျွန်တော်တို့ငယ်ငယ်ကနေသမီးတို့ဖြစ်နေမတူတော့ဘူးကျွန်တော်တို့သမီးတွေဖြစ်မှာတော့ electronic ကိုပိုက်ပြီးမွေးကြပြီ electronic ခေတ်ကိုရောက်လာကြသမီးလေးကကျွန်တော်သမီးဆိုလို့ရှိရင်ဗီဒီယိုပလေယာကောင်းကောင်းကင်တတ်တယ်ကျွန်တော်တို့မကင်တတ်သေးဘူးသမီးကိုတချင်းဆိုခြင်းနဲ့ဆိုသမီးထည့်ခိုင်းရရှေ့အာရုံတချင်းဆိုခြင်းလို့ပပကိုဖွင့်ပြပါဆိုရင်နံပါတ်3ပပရဲ့ဆို raw ဆိုဟောတာကနှိပ်လိုက်ရင် open ဆိုထွက်လာတယ် raw ဆိုရင် close ဝင်သွားလိမ့်မယ်ပပပေါ့ကလေးကသင်တယ်ကျွန်တော်တို့ကပြန်ကြည့်ရ6နှစ်သမီးက50ကျော်သင်တယ် reverse mentoring ပြောင်းပြန်သင်တဲ့ခေတ်ကိုရောက်ရောင်းပြန်နိုင်တဲ့ခေတ်ကိုရောက်လာပြီကျွန်တော်တို့လူကြီးတွေကမခံချင်ဘူးကလေးတွေကသင်တယ်ဆိုရင်ဟိုပဲသိတယ်လို့တတ်တယ်လို့မတတ်ပါဘူးအင်တာနက်ဆိုတာဂျုံနဲ့လောက်ွက်ပါပဲမသိပါဘူးသမီးကထုတ်ပြတယ်ဟောဒီစလောင်းကြည့်ရင်တော့ဟောတာခလုတ်ကိုနှိပ်ဟောတာကိုဖွင့်ဟောတာပိတ် MRTV ဖို့ဖွင့်ရင်တော့ပါဒီခလုတ်တွေပိတ်ဒါကိုဖွင့်ကလေးကသင်ပေးရတယ်အေးသမီးရဲ့တချင်းဆိုအောင်ကာရာโอเคတပြားလေးတပြားထက်ရောထက်နိုင်ငံရေးဥတီချက်လေးရပပအဲ့ဒါမျိုးကြကြော်ပြရတယ်နော်ကလေးကသင်လေးတာဟုတ်တယ်သင်ကြော်တာပဲသမီးက3ခုကြော်တယ်တဲ့အဲ့ဒါလည်းကြော်တယ်တဲ့ရုပ်ကစိုးလည်းကြော်တယ်သူနာပြည့်ဆရာမလည်းကြော်တယ်မှတ်ထားတယ်အေးဟုတ်ပါပြီသမီးဒါပေမဲ့တိုးလို့ပါသမီးရဲ့ရာဇဝအိုးတုံးနဲ့မထိုးလိုက်ပါနဲ့ပေါ့နော်ကလေးတွေကပုံတက်နေ electronic ပိုက်မွေးပြီး third generation လို့ခေါ်ပြီး handset ကိုလည်းအဲ့ထဲကထုတ်ပြီးလက်မနဲ့ကနန်းနှိပ်ပြီးတယောက်နဲ့တယောက်စကားပြောတဲ့မီဒီယာကိုကောင်းကောင်းသုံးချနေပြီလက်မမျိုးဆက်ဖြစ်သွားကြပြီကျွန်တော်အမေဆိုရက်ခမပေါ့ကျွန်တော်တို့ကတရားပြည်လေးထည့်ပေးခဲ့တဲ့စီဒီပြားလေးနဲ့အမေအခုပြန်လာမယ်တရားနာချက်တပည့်လေးပဖုံးထောင်းတင်ပြီးနာကျွန်တော်တို့ဇနီးမောင်နဲ့မျိုးထဲသွားကြမျိုးထဲရောက်တော့မှကိစ္စတစ်ခုနဲ့ကြာသွားပြီးတော့နေ့လယ်လောက်မှပြန်ရောက်လာတော့အမေကနာတော့ခလုံးမပိတ်တယ်ဘူးအမေရဲ့တရားကနာတော့မလားဟုတ်လားမသိဘူးတဲ့ငါဒီကိုတော့တရားချမရဘူးထင်နေတာအစအဆုံးပြန်တစ်ပတ်လဲလိုက်အစပြန်လဲလိုက်မသိဘူးအမေရဲ့ငါချင်းတော့ထင်တယ်တရားတွေလည်းတူပါတယ်ဒီကိုတော့နဲ့တရားချပြီးမရလို့လဲနေတဲ့နဲ့သူမဟောနိုင်ငါလည်းနာမဟဆိုပြီးတော့လူကြီးတွေခက်ကကွာသွားပြီစောစောကျွန်တော်ပြောတဲ့ဥချေသူချွေးမကဗီဒီယိုယုံထောင်ထားတယ်စခရင်ကအကြီးကြီးနဲ့ကျွန်တော်တို့လိုပဲလူကြီးကိုတက်68ပြီချွေးမကအင်္ဂလိပ်ကထိုးတယ်ရောက်ခမောက်တာဝန်ပေးခဲ့တယ်အဖေမဟုတ်ကဆိုလို့ရှိရင်ကြော်လိုက်တဲ့ဘယ်ဟာတော့မဟုတ်ကကြော်ရတာဒီခလုတ်ဆိုတော့မှတ်တော်ထားတာပဲမျိုးမြင့်ရဲ့တဲ့ငါချွေးမတော်ရသွားရောတဲ့မဟုတ်ကလာတာပဲဟိလာတော့စမ်းနေတော့မရတော့အနာရှိတဲ့ပစိုးကောက်ပြီး TV ပေါ်အုပ်ရဟုတ်တော့ကလေးတွေကဟာခင်ဗျာပြန်လာခင်ဗျာအဲ့ဒါကြည့်ချင်လို့လာတာခင်ဗျာဘိုက်ရှိဘာလို့လဲနုံဟာနုံငါချောင်းကြည့်ဟာခင်ဗျာချောင်းကြည့်တာမဟုတ်ဘူးမင်းတို့ကြည့်လို့မသိတော့လားကြည့်တာဟာနုံဟာပစိုးကြီးအုပ်ရသကွာအမြန်လည်းမကြော်တတ်ဘူးရက်ကကွာသွားပြီဒါကြောင့်ပြောချင်တာကကျွန်တော်တို့လူဖွဲ့စီမှာကျွန်တော်တို့ကိုယ်ပိုင်ကြပြားရှိတယ်စာရှိတယ်ဂီတရှိတယ်အတန်လေးရှိတယ်ဆိုတော့ညာလည်းပဲကျွန်တော်တို့ဘလောက်ကလေးတွေအတွက်လုပ်ပေးနိုင်ပါသလဲကျွန်တော်တို့လူဖွဲ့စီကကျွန်တော်တို့ကျောင်းတွေကဆရာဆရာမများကမိဘများကရက်ွက်ကမြို့ကတိုင်းပြည်ကကလေးတွေအတွက်ကျွန်တော်တို့ဘာတွေလုပ်ပေးနိုင်ပါသလဲတခါသုံးလူဖွဲ့စီတခါသုံးစိတ်သက်ရေးစားထားပြီးကော်ဖီလုပ်လို့ throw away စားပြီးလွှင့်ပြတဲ့စိတ်ဓာတ်မျိုးရေးစားထားရင်တေတပံတက်ဆုံးဆိုတော့မြန်မာတို့ရဲ့ရုံးမြေကြစိတ်ဓာတ်ပြောက်ွယ်သွားရင်ကျွန်တော်တို့နှမကြီးများနောင်ကြီးရင်လေးเสียပေါ့ဒီလိုစိတ်ဓာတ်တွေယောက်ျားလေးတွေမှာရောမိန်းကလေးတွေမှာလည်းရှိပြီးနိုင်ငံခြားယဉ်ကျေးမှုတွေအချင်းကြီးတဲ့စိတ်နဲ့တချို့ကလည်းပြောကြမဟုတ်ပါဘူးရှိပါစေဧည့်သည်လို့လာပြီးဧည့်သည်လို့ပြန်မလိမ့်မယ်ဧကန်းမှာနေရခဏလေးနေပြီးပြန်မှာပါအိမ်ဦးကန်းမှာနေရမရနိုင်ပါဘူးသို့တော်လည်းပဲကျွန်တော်တို့ယဉ်ကျေးမှုဟာဖြင့်နှစ်ပေါင်း2000ကျော်လူတွေကြီးမားတဲ့ယဉ်ကျေးမှုဖြစ်တဲ့ကွဲဒီအရာသာလေးနဲ့ဖြစ်နေတဲ့အခြေအနေနဲ့ဖြစ်လာမဲ့အနာဂတ်နဲ့ကျွန်တော်တို့ကလေးတွေရဲ့စိတ်ဓာတ်ကိုခဏရစပြီးနှလုံးသားလိမ္မာအောင်နှလုံးသားယဉ်ကျေးအောင်နှလုံးသားနုညံ့အောင်အမျိုးဘာသာသာသနာစိတ်ဓာတ်ကိုနားလေလေးစားလိုက်နာနိုင်အောင်ကျွန်တော်တို့တိုက်တွန်းရပါလိမ့်မယ်စာကြည့်လိုက်ကြည့်ဖွင့်ရပါလိမ့်မယ်နေရာပေးရပါလိမ့်မယ်ဆုံးမကြရပါလိမ့်မယ်နော်ဒီတောင်ကျွန်တော်တို့မှာရှိပါတယ်သုဝနာသာမမင်းသားကညစိတ်တက်တဲ့အခါပိလိယကမင်းကညနဲ့ပြစ်လို့ညစိတ်တက်တဲ့အခါမိဘတို့ကျွေးတဲ့သားဆိုတော့တရားမင်းကကိုထင်ပြ
ဒုက္ခလနဲ့ဒုက္ခလနဲ့ပါဠိကာမိခင်တရားမင်းမေးကဲတဲ့သူကဆုတောင်းပါပေါ့မိခင်ကဆုတောင်းတယ်မိချက်သားမြားစိတ်ပြေရွှေအိုးထမ်းမြက်ကမ်းမြင်ပြည်တော်ဝင်တော့မိခင်သစ္စာမူလေးပြီအမိချက်သားလေးမြားစိတ်ပြေပါစေရွှေအိုးထမ်းလာပါစေမြက်ကမ်းကလည်းသူတို့နှစ်ယောက်မိဘနှစ်ပါးကမြင်ပါရစေသားနဲ့တကွပြည်တော်ဝင်ပါရစေဒါကြောင့်ဒီနေ့ကျင်းပတော့ချစ်စွာတော့စာရှိသူများအားလုံးဒီနေ့28ရက်နေ့ပေါ့နော်ကျွန်တော်နေဝင်းမြင့်ဆရာအဘိကျေဆရာမောင်သားချိုတို့လက်ဆောင်သမီးဟောခဲ့ပါလေဒီနေ့ကစပြီးတော့အမျိုးဘာသာသာသနာ့ချစ်မြတ်နိုးရတော့လူငယ်များနှလုံးသားယဉ်ကျေးအောင်နှလုံးသားနူးညံ့အောင်သုံးသင်ဆုံးမတတ်တော့ကျွန်တော်တို့လူကြီးမိဘများရဲ့တာဝန်ကိုနှလုံးသားနူးညံ့စွာခံယူတတ်သောသားငယ်သမီးငယ်များဖြစ်အောင်ဝိုင်းဝန်းကြံစကြပါစို့မြတ်စိတ်ညာလည်းပြေပါစေတည်းရွှေအိုးလည်းထမ်းနိုင်ကြပါစေတည်းမြက်ကမ်းလည်းမြင်နိုင်ကြပါစေတည်းကျွန်တော်တို့အားလုံးပြည်တော်လည်းဝင်နိုင်ကြပါစေတည်းလို့ဆုတောင်းမိကုန်ချုပ်ပါတယ်